လောကမှာနေထိုင်ကြတဲ့အခါမှာတူတယောက်တည်းနေထိုင်တာမဟုတ်သည့်အတွက်ကြောင့်သီးခံခြင်းဆိုတဲ့ဂုဏ်ကြီးဟာအများနဲ့ဆက်ဆံတဲ့အခါမှာအလွန်အရေးကြီးတဲ့ဂုဏ်ကြီးတစ်ခုဖြစ်တယ်။ဒါတွေမကဘူးသဗ္ဗေပိကုသလဓမ္မာခန္တယာယတ္တာဝတ္တရေကုသိုလ်ရဖို့အတွက်အရေးကြီးဆုံးကသီးခံမှုပဲပေါ့။အဲ့တော့သီးခံမှုမရှိရင်ကုသိုလ်တောင်မရနိုင်ဘူးလို့ဒီလိုဆိုလို့ရတယ်။ဒါကြောင့်မို့သီးခံခြင်းဆိုတဲ့ကျင့်တရားသူတော်သူမြတ်တို့ရဲ့အည်အသွေးဖြစ်တာမို့ဘုရားလောင်းတော်တွေဟာပါရမီဖြည့်တဲ့အခါမှာခန္တီပါရမီဆိုတာကိုတည်တည်တတ်တတ်ဖြည့်စည်းရအဲ့တော့လူတော်လူကောင်းဖြစ်ဖို့ထူးခြားတဲ့အရေးချင်းတွေနဲ့ပြည့်စုံဖို့ဆိုတဲ့အခါဒီသိက္ခာဉာဏ်ဆိုတဲ့ခန္တီတရားဟာအရေးပါတဲ့တရားဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဘုရားဖြစ်သူရောက်လာတဲ့အခါခန္တီပရမန်တပောတိတိခါလို့ရဟန်းတော်တွေကိုတစ်လကို2ကြိမ်ဒီစကားမိန့်ကြားတာဩဝါဒပါတိမောက်လို့ဆိုတဲ့ဂါထာထဲမှာခန္တီပရမန်တပောတိတိခါဆိုတဲ့စကားလုံးမြတ်စွာဘုရားရဟန်းတော်တွေကိုတစ်လ2ကြိမ်ဆုံးမဩဝါဒပေးတဲ့ထဲမှာထည့်သွင်းဟောကြားထားတယ်ဘလောက်အရေးပါတယ်ဆိုတာဓမ္မတိတထင်ရှားတယ်ပေါ့သူတော်ကောင်းတွေရဲ့ကြီးမားတဲ့အင်အားစွမ်းအားတစ်ခုပဲလို့မရင်ကျက်ခင်တုန်းကခန္တီပါရမီကိုဖြည့်ကျင့်ခဲ့ကြဖြည့်ကျင့်လာတဲ့အခါမှာခန္တီပါရမီအထွတ်ထိပ်ရောက်လာပြီဆိုတဲ့အခါဘုရားဖြစ်သူရောက်တယ်ရောက်ပြီးတဲ့အခါမှာဟောဒီခန္တီပါရမီသိခံခြင်းရဲ့ဒီအရေးပါမှုကိုတပိသာဝကတွေအားလည်းလိုက်နာကျင့်သုံးဖို့ဆိုပြီးမြတ်စွာဘုရားဆုံးမဒါကိုအမတ်တမဲ့မနေဘူးပေါ့နော်သိခံတယ်ဆိုတာကိုလူတွေကအရှုံးပေးတယ်လို့မြင်နေကြသိခံတာကအရှုံးပေးတာမဟုတ်ဘူးအနိုင်ယူတာသာဖြစ်တယ်လောကလူသားတွေရဲ့ရှုံးရင်းနိုင်ရင်းလို့သတ်မှတ်ချက်ဘုရားမြတ်စွာရဲ့သတ်မှတ်ချက်နဲ့အမှန်တမ်းကွာခြားတယ်လောကလူတွေကကိုယ်ကပြန်မပြောလိုက်ရဘူးဘာမှမလုပ်လိုက်ရဘူးဆိုရှုံးတယ်လို့ထင်နေတာတကယ်တော့ကိုယ်ကအနိုင်ရလိုက်တာလို့အနိုင်အရှုံးဆိုတာသေးသေးချာချာတွက်ချက်ပြီးတော့ကြည့်တဲ့အခါသိခံမှုကနိုင်လိုက်တယ်ဆိုတာအမှန်တမ်းထင်ရှားသာရကတစ်ခုကိုနှိုင်းရှင်ပြီးတော့ကြည့်လေမြတ်စွာဘုရားနဲ့ဒေဝရတ်ရှင်တွဲပြီးတော့ပေါ်ပေါက်လာတယ်ဆွေမျိုးထဲမှာမြတ်စွာဘုရားကိုဆန့်ကျင်မဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားရဲ့ညီကိုဝမ်းကွဲတော်တဲ့ပုဂ္ဂိုလ်ဖြစ်ုံများမကလူဘဝကရောက်ဖဆိုတဲ့မြို့အတိုင်းဝိုင်းတဲ့တောင်ရောက်လာသေးတယ်အဲ့ဒီနှစ်ဦးကိုပဲနှိုင်းရှင်ပြီးတော့ကြည့်မြတ်စွာဘုရားကမြေဓုတပွဲသိခံမှုစွမ်းအားနဲ့ပြည့်စုံတယ်ဒီရက်ကလုံးဝသိခံနိုင်စွမ်းမရှိတဲ့ပုဂ္ဂိုလ်အဲ့တော့သိခံသူနဲ့သိခံမှုမရှိတဲ့ပုဂ္ဂိုလ်သိခံသူကိုစော်ကားတဲ့ပုဂ္ဂိုလ်ဒေဝရတ်နဲ့မြတ်စွာဘုရားဒေဝရတ်ဟာမြေရှိုးသွားရတယ်နောက်ဆုံးဒါမှအပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့လောကလူသားတွေအနေနဲ့ကြည့်မယ်ဆိုရင်ဘုရားနဲ့ဒေဝရတ်950ဇာတိမှာကြည့်ရင်ဘုရားလောင်းကရှုံးတယ်လို့ဒီလိုထင်ကြမှာဘုရားဖြစ်တဲ့ဘဝတောင်မှပဲဒေဝရတ်ရဲ့စော်ကားမှုတွေကိုအများကြီးခံရနောက်ဆုံးမှာဆုံးဖြတ်ပေးတဲ့အချိန်မြတ်စွာဘုရားအနိုင်ရတယ်လို့ပဲပြောဒေဝရတ်ကဝန်ချတောင်းပန်ပြီးတော့ဘဝတစ်ခုချုပ်ငြိမ်းပြီးတော့သွားနောင်တရပြီးတော့မြတ်စွာဘုရားအပေါ်မှာသိခံခွင့်လွှတ်ဖို့ဝန်ချပြီးတော့မှဘဝတစ်ခုဆုံးသက်သွားတယ်အဲ့ဒီဝန်ချသွားမှုလေးဟာသူ့ရဲ့နောက်ဆုံးချန်ရှိတဲ့သူတော်ကောင်းအည်ချင်းလေးတစ်ခုဖြစ်သွားသိခံမှုဆိုတာဟာပါရမီပြည့်လာတဲ့ဘုရားမြတ်စွာအဖို့မှာတိုင်းစမရှိလောက်အောင်ကြီးမားတဲ့သိခံမှုကိုရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုကြီးညိုလေးစားတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာ
သိခံမှုဆိုတဲ့ခန္တီတရားကိုလက်ကင်ထားဖို့ဆိုတာအရေးကြီးတယ်လို့ဒီလိုမှတ်သားအဲ့တော့သိခံတယ်လို့ဆိုတဲ့နေရာမှာသိခံစရာတွေကဘာတွေရှိသလဲလို့ဆိုသိခံစရာတွေကိုလိုက်ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ပေါ်မှာစော်ကားပြောဆိုတဲ့စကားတစ်မျိုးတည်းတင်သိခံစရာမဟုတ်ဘူးကိုယ့်ပေါ်မှာစော်ကားပြောဆိုတဲ့စကားတွေကိုလည်းသိခံတယ်ကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေကိုလည်းသိခံတယ်ယာတိဥရုဓာန်တွေကိုလည်းပဲသိခံပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုဆက်လှုပ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်ဒါကြောင့်မို့ကျင့်စဉ်နေတဲ့မှာခမာပฏิပဒါသိခံတဲ့အကျင့်ဟာဒါတွေနဲ့ပတ်သက်လာအဓိဝါဒကမိမိပေါ်မှာဘယ်အရာတွေပဲဖြစ်ဖြစ်သူများကစော်ကားတဲ့အရာတွေလဲကိုယ့်ပေါ်မှာတင်ထားလိုက်တယ်တွန်းဖယ်မချဘူးဆင်းရဲဒုက္ခတွေကိုလည်းပဲတွန်းဖယ်မချဘူးလက်ခံထားလိုက်တယ်အဲ့ဒီလိုလက်ခံထားနိုင်တဲ့စွမ်းရည်တတ္တိတွေကိုယ်စိတ်ဟာတုံလုံးခြောက်ခြားခြင်းမရှိဘဲနဲ့အရာရာကိုရင်ဆိုင်ပြီးတော့စိတ်အားမပြတ်ပဲနေတာဒါသိခံတယ်လို့ပြောတယ်လောကမင်္ဂလာတရားတွေထဲမှာလည်းပဲသိခံမှုဆိုတာအလုံးပါရှိပြီးတော့နေတယ်အဲ့တော့ခန္တီဆိုတဲ့သဘောတရားလေးကိုစကလုံးကဖော်ပြတဲ့အဓိပ္ပာယ်လေးနဲ့ပို့ပြီးတော့မှတ်သားကြည့်မယ်ဆိုရင်ထင်ရှားနိုင်တယ်ပေါ့ခန္တီဆိုတဲ့စကလုံးကိုဗျာကရုံးကျမ်းနေမှာဖွင့်ဆိုတဲ့စကလုံးရဲ့အနှစ်သာရနဲ့ကြည့်ပြီးပြောမယ်ဆိုရင်ခန္တီဆိုတဲ့စကလုံးဟာခမှုဆိုတဲ့စကလုံးအရင်းမြစ်ကလာတာခမှုဆိုတဲ့စကလုံးအရင်းမြစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာခမှုတဟနေစွန့်ရည်တတ္တိရှိခြင်းဆိုတဲ့တဟနခန္ဓာရည်ရှိခြင်းဆိုတဲ့အဓိပ္ပာယ်ခန္ဓာရည်ဆိုတဲ့အဓိပ္ပာယ်ဟာဒီစန့်ကျင်ဘက်တွေလာတဲ့အခါမှာဘယ်လိုပဲစန့်ကျင်မှုတွေလာခန္ဓာရည်ရှိတယ်နော်ခန္ဓာရည်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောတာတော့ဆိုမိမိပေါ်မှာဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့စိတ်ဓာတ်ကိုပြောင်းလဲသွားစေနိုင်တဲ့မခံနိုင်တော့တဲ့အတိုင်းအတာတစ်ခုတွေကိုယ်မှာဖြစ်ပေါ်လာလို့ရှိရင်စိတ်အခြေအနေမပြောင်းမဲနဲ့ခန္ဓာရည်ရှိလာအဲ့ဒီခန္ဓာရည်ရှိတာကိုခန္တီလို့ခေါ်တယ်ခန္တီရဲ့တရားကိုပြောမယ်ဆိုလို့ရှိရင်ဒေါသမဖြစ်တာလဲခန္တီပဲမေတ္တာမပြတ်နေနိုင်တာလဲခန္တီပဲအပြုံးမပြတ်နေတာလဲခန္တီပဲလို့ဒီလိုပြောတယ်ပြန်မပြောပေမဲ့လို့စိတ်ထဲကဒေါသထွက်နေရင်ခန္တီမဟုတ်ဘူးတဲ့အဲ့ဒါကြတော့အဓိကစိတ်ထဲကညီတို့မှပြောင်းလဲခြင်းမရှိပဲနဲ့ပင်ကိုယ်စိတ်အခြေအနေတစ်ခုကိုထိမ့်သိမ်းဆိုင်နိုင်တယ်ထိမ့်သိမ်းထားနိုင်တဲ့စိတ်ဓာတ်အရည်ချင်းတစ်မျိုးကိုခန္တီလို့ဒီလိုခေါ်ခန္တီလို့ခေါ်အဲ့တော့ခန္တီရဲ့အဓိပ္ပာယ်ကိုဒီခန္တီရဲ့အဓိပ္ပာယ်ကိုဓမ္မသင်္ကနီပါဠိတော်အဘိဓမ္မာ9ကျမ်းထဲမှာပထမဆုံးကျမ်းလို့နံပါတ်1ကျမ်းလို့ဆိုရတဲ့ဓမ္မသင်္ကနီပါဠိတော်မှာသုတ္တမေဆိုင်ရာတရားတွေကိုထုတ်ဖော်ပြတဲ့အခါခန္တီနဲ့သောရိစဆိုတဲ့တရားနှစ်ခုတွဲဖက်ပြီးတော့ပြထားအဲ့ဒီပြတဲ့ထဲမှာခန္တီဆိုတာကိုမေခွန်းထုတ်ပြီးတော့ရှင်းပြထားတဲ့သဘောလေးမြတ်စွာဘုရားကတထကတမခန္တီအဲ့ဒီတရားတွေထဲမှာခန္တီဆိုတာဘယ်ဟာလဲခန္တီရဲ့အဓိပ္ပာယ်ကိုရှင်းပြခြင်းလို့ခန္တီဆိုတာဘယ်ဟာလဲလို့ဆိုပြီးတော့အဓိပ္ပာယ်တူစကားလုံးလေးတွေနဲ့ခန္တီရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုထားတာယာခန္တီခန္ဓာရည်ရှိတယ်ခမနတာခန္ဓာရည်ရှိတဲ့အရေးချင်းအဓိဝါဒနာတာ
ဘာပဲလာလာတွန်းလှန်မဖြစ်ဖဲနဲ့အောင်ဤထားနိုင်တယ်နော်အသန္တိကမိမိရဲ့စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုကိုဖော်မပြဘူးအောင်ဤထားနိုင်တယ်အနတုရောဘောချမ်းသာတဲ့စကားနဲ့တုံ့ပြန်ပြီးတော့ပြောဆိုမှုမပြုဘူးလို့ဒါကသိတာတဲ့အဓိပ္ပာယ်လေးတွေကိုဖွင့်ပြောတာနော်ခန္တီဆိုတာရိုင်းပြတဲ့တုံ့ပြန်မှုတွေဘာတစ်ခုမှမလုပ်ဘူးလို့ဒီလိုပြောတာနှုတ်နဲ့လည်းမတုံ့ပြန်ဘူးကိုယ်နဲ့လည်းမတုံ့ပြန်ဘူးအဲ့တော့စိတ်ထဲကသိပခံမှုဆိုရင်လည်းခန္တီမစစ်ဘူးဒါကြောင့်မို့လို့နှုတ်နဲ့မတုံ့ပြန်ဘူးချမ်းတမ်းရိုင်းပြတဲ့အမူအရာတွေမပြဘူးဆိုရင်လည်းခန္တီလားလို့ဆိုမဟုတ်သေးဘူးအတ္တမနတစိတ်တတာဆိုလို့ရင်းအဓိပ္ပာယ်ချတော့နော်အတ္တမနတစိတ်တတာသိခံနေဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်လေးဟာပင်ကိုအနေထားမပြတ်ရှိနေတယ်လို့ဒီလိုပြောတယ်အတ္တမနဆိုတာသူ့စိတ်တိုင်းသူရှိနေငါကအပြုံးမပြတ်စိတ်ကလေးဟာတစုံတစ်ယောက်ကလားစော်ကားတော့လေအဲ့ဒီပြုံးရှင်နေတဲ့စိတ်သဘောထားလေးဟာပြောင်းလဲဖောက်ပြန်သွားတာမရှိဘူးတဲ့အတ္တမနဆိုတာပင်ကိုဝမ်းသာကြည်နူးနေတဲ့စိတ်ကလေးဟာဆက်လက်ရှိနေတဲ့ထိမ့်သိမ်းထားနိုင်တယ်ဒါကိုခန္တီလို့ခေါ်တယ်နော်အပြောင်အပြက်ပြောတဲ့စကားလို့ခန္တီစမနိုင်လို့သိခံရခြင်း၎င်းဆိုတာမျိုးတော့မဟုတ်ဘူးနော်တချို့ကသိခံလိုက်တယ်ဆိုတာကိုမနိုင်လို့အရှုံးပေးလိုက်တာကိုအဓိပ္ပာယ်ကောက်အဲ့ဒါလို့မဟုတ်ဘူးအပြုံးမပြက်နေနိုင်တယ်ဆိုလိုတာကစัจ jin မဲ့တွေဘလို့လာဒါတွေအတွက်နှလုံးသွင်းပြီးတော့စัจ jin မှုတွေမလုပ်ဘူးလို့ဆိုလိုတယ်ကိုပင်ကိုအနေထားလေးကိုထိမ့်သိမ်းထားနိုင်တယ်ဒီအဓိပ္ပာယ်လေးကိုပြောတာနော်အဲ့ဒါကြောင့်မို့ခန္တီဆိုတာဘာကိုပြောတာတော့ဆို mental ability စိတ်အရေးချင်းတစ်ခုစိတ်နဲ့ပတ်သက်တဲ့အရေးချင်းလေးတစ်ခုအဲ့ဒီအရေးချင်းကဘာလောက်တာတော့ဆိုပင်ကိုအနေထားတစ်ခုကိုမပြတ်အောင်ထိန်းထားနိုင်တဲ့အရေးချင်းတစ်ခုဒီလိုဆိုလိုတာပေါ့နော်အဲ့တော့သိခံတယ်ဆိုတာအပြုံးမပြတ်မူလစိတ်အခြေအနေကိုထိန်းသိမ်းထားနိုင်စွမ်းရှိတဲ့သဘောဒါခန္တီလို့အများသိအောင်ပြောတဲ့အခါကျတော့စိတ်အခြေအနေထိန်းထားသည့်အတွက်ကြောင့်ရိုင်းပြတဲ့စကားကိုမပြောဘူးချမ်းသာမှုတွေကိုမပြဘူးဆိုတာတော့စိတ်အခြေအနေမထိန်းနိုင်ဘူးဆိုလို့ရှိရင်ရိုင်းပြတာတွေလောက်လာမယ်ချမ်းသာတဲ့စကားတွေကိုထုတ်ဖို့ပြောလာလိမ့်မယ်ဒါမခံနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပြခံနိုင်ပြီဆိုတဲ့အခြေအနေကြတော့ရိုင်းပြမှုတွေကိုလည်းမပြဘူးပြန်လည်တုံ့ပြန်ပြီးတော့ချမ်းသာတဲ့စကားပြောဆိုမှုကိုလည်းမလုပ်ဘူးဒါတွေမလုပ်တာဘာကြောင့်လဲဆိုရင်ပင်ကိုစိတ်အခြေအနေကိုထိုင်သိမ်းထားလို့ပဲလို့ဒီလိုပြောတာနော်ဒါကြောင့်မို့ခန္တီဆိုတဲ့တရားအင်မတန်မှအရေးကြီးတယ်တဲ့မေတ္တာကိုကြာရှည်ထိန်းနိုင်ဖို့အတွက်ဘယ်သူကနေထိန်းပေးတာတော့ဆိုခန္တီရမှထိန်းနိုင်တာခန္တီမပါလို့ရှိရင်မေတ္တာပျက်စီးသွားတယ်အလွယ်တကူမေတ္တာပျက်စီးသွားတယ်ဒါကြောင့်မို့ခန္တီဟာမေတ္တာကိုထိန်းသိမ်းတဲ့နေရာမှာတော့အရေးကြီးတဲ့အကြောင်းတစ်ခုဖြစ်တယ်လို့သူတို့ဆိုတာအဲ့တော့ခန္တီဟာလူတော်လူကောင်းတွေရဲ့အင်မတန်မှကြီးမားတဲ့အရည်ချင်းတစ်ခုဖြစ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်အလောင်းတွေကပါရမီပါဖြည့်ပြီးတော့ပါရမီပြည့်လာမှဘုရားဆိုတာဖြစ်လာတာလေဒါကြောင့်မို့ခန္တီဆိုတဲ့အရည်ချင်းတရားတာမန်အရည်ချင်းမဟုတ်ဘူးတို့တွေမရှိသေးရင်ရှိအောင်ကြိုးစားရမယ်လို့ဒီလိုပြောတာနော်တခါခန္တီဆိုတာတစ်ဖက်သားတွေကကောင်းနေလို့ကိုကခန္တီရှိနေတဲ့အောင်ရှိမကောင်းတဲ့ကြားမှာနေတဲ့အချိန်ကျမှခန္တီရဲ့တရုပ်ဟာပိုးထင်ရှားလာနော်အဲ့ဒါလို့မကောင်းတာတွေဆန့်ကျင်ဘက်တွေနဲ့ကြုံတွေ့တဲ့အခါမှာစိတ်ရိမ့်ရိုင်သွားတာမရှိအောင်ခန္တီကနေထိမ့်ပေးထားတာလို့ဒီလိုဆိုတယ်ဟောနောက်တစ်ခုကဘာတော့လို့ဆိုလို့ရှိရင်သောရိစ္ဆတဲ့ခဏတိခံခြင်းဆိုတာခန္တီကိုချင်းတရားကောင်းမွန်ခြင်း
ကိုချင်းတရားကောင်းမွန်ခြင်းကိုပါဠိလိုသောရိစလို့ခေါ်တယ်သောရိစဆိုတာသူရတကောင်းမှု၌ပျော်မွေ့တယ်ဆိုလိုတာသူစိတ်ဟာမကောင်းတာလုပ်ဖို့ဘယ်တော့မှစိတ်မပါဘူးကောင်းတဲ့အလုပ်လုပ်ဖို့ရအမြဲတမ်းစိတ်ဝင်စားတယ်ကောင်းတဲ့အမှုမှာပျော်မွေ့တယ်လို့ကိုချင်းတရားကောင်းတာပြောတာနော်အဲ့တော့ပါဠိစာပေမှာအဓိပ္ပာယ်ပြန်ဆိုတဲ့အခါမှာသောရိစံကောင်းသောအမှု၌မွေးလျော်သည်ဖြစ်လို့ဒီလိုပြန်တယ်ကောင်းသောအမှု၌မွေးလျော်သည်ဖြစ်လို့ပြန်တာဟာဘာလဲလို့ဆိုကိုချင်းသီလကိုထိမ့်သိမ့်တာပဲကိုချင်းသီလကောင်းအောင်ထိမ့်သိမ့်ဆောက်ရှောက်တာကိုသောရိစလို့ဒီလိုခေါ်တယ်လို့အဓိပ္ပာယ်ရတော့သီးခံခြင်းနဲ့ကိုချင်းသီလကိုချင်းတရားထိမ့်သိမ့်မှုဟာအင်တန်မှအရေးပါတဲ့အရေးချင်းနှစ်ခုမှုမြတ်စွာဘုရားရဲ့ဒေသနာတော်မှာဒွေမိဘိက္ခဝေဓမ္မာခန္တီစသောရိစင်စာလို့ဒီတရားနှစ်ခုကိုတွဲဖက်ပြီးတော့ဟောထားတယ်ကိုချင်းသီလကောင်းမွန်ခြင်းနဲ့သိခံခြင်းနဲ့ကိုချင်းသီလကောင်းမွန်ခြင်းဒီနှစ်ခုဟာအမှန်တမ်းအရေးကြီးတဲ့အရေးချင်းနှစ်ခုတဲ့အဲ့တော့ကောင်းသောအမှု၌မွေးလျော်ခြင်းလို့ဆိုတဲ့သောရိစသို့မဟုတ်ကိုချင်းသီလကိုထိမ့်သိမ့်ခြင်းလို့ဆိုတဲ့သောရိစတရားရဲ့အဓိပ္ပာယ်ကိုဓမ္မသင်္ကနီပါဠိတော်မှာဘယ်လိုဖွင့်ဆိုထားတော့လို့ဆိုတထကတမံသောရိစံသောရိစဆိုတဲ့သဘာဝတရားဟာဘယ်လိုဟာကိုခေါ်တာတော့လို့မေးတဲ့အခါမှာမေးပြီးတော့အဖြေထုတ်တဲ့အခါမှာဘာတော့ဆိုကာယီကောအဝိတိတ်ကမောကိုယ်ဒီလည်းအောင်ကျွလွန်မှုမလုပ်ဘူးတဲ့ဟောတာကိုချင်းသီလကိုထိမ့်သိမ့်တာလေသူများတဲ့တတ်ဖို့သူများဥစ္စာခိုးဖို့သူတို့အသားမယားပြစ်မှားဖို့ကိုချင်းတရားနဲ့ဖောက်ဖျက်တာမရှိဘူးကိုယ်ဒီလည်းရောက်ဖောက်ဖျက်မှုမရှိဘူးဝါစတိကောအဝိတိတ်ကမောနှုတ်နဲ့ဖောက်ဖျက်တာမရှိဘူးလိမ်မပြောဘူးမန္တာပဲပြောတယ်ခုံမတိုက်ဘူးတဝုနဲ့တဝုညီညွတ်အောင်သာပြောပေးတယ်ကျမ်းနဲ့စကားကိုမပြောဘူးယောသားရင်ကျေးစွာပဲပြောတယ်အကျိုးမရှိတဲ့စကားကိုမပြောဘူးတရားလက်လွတ်စကားတွေမပြောဘူးလောကအကျိုးတန်တရားအကျိုးရှိပြီးတော့တရားနဲ့ဆက်ရှင်တဲ့စကားမျိုးကိုသာပြောတယ်လို့ဆိုဟောတာဝါစတိကောအဝိတိကမောနှုတ်နဲ့ပတ်သက်ပြီးတော့လွန်ကျူးဖောက်ဖျက်တာမရှိဘူးကိုယ်နဲ့ပတ်သက်ပြီးစီကံရှိတယ်နှုတ်နဲ့ပတ်သက်ပြီးစီကံရှိတယ်ကိုယ်နဲ့ပတ်သက်ပြီးတော့မလွန်ကျူးဘူးနှုတ်နဲ့ပတ်သက်ပြီးမလွန်ကျူးဘူးဆိုတာကိုတခြားနေရာမှာဘယ်လိုခေါ်တော့ဆိုသီလလို့ပဲခေါ်တာပဲဒါကြောင့်မို့ဓမ္မတိကနိပါဠိတော်မှာနောက်ဆုံးမှာဏိဂုံးဆွဲတဲ့အခါသီလတံဝရောကိုချင်းသီလကိုထိမ့်သိမ်းစောင့်ရှောက်မှုဟာသောရိစံသောရိစပဲလို့အဲ့တော့ဒီတရားလေးနှစ်မျိုးဟာအင်တမအရေးကြီးတယ်လို့ဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝမှာဒီတရားနှစ်ပါးကိုမှတ်သားနိုင်ယူပြီးတော့နေ့စဉ်ဘဝမှာပြည့်စုံအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်မြတ်စွာဘုရားတရားတော်တွေကနာယူမှတ်သားပြီးတော့ဒီတိုင်းနေရမှာမဟုတ်ဘူးနာယူမှတ်သားပြီးတော့စဉ်းစားရမယ်ဆောင်းထားရမယ်ဆောင်းထားပြီးတော့စဉ်းစားရမယ်စဉ်းစားပြီးတဲ့အခါမှာလိုက်နာကျင့်သုံးမှုပြုရမယ်ဒီလိုဆိုလိုတာเนาะကိုယ့်ရဲ့နေ့စဉ်ဘဝလိုက်နာကျင့်သုံးသီခံဆိုတာဘယ်အတိုင်းတာအထိကိုသီခံတယ်လဲသီခံနိုင်စွမ်းနေရှိရခုနပြောတဲ့အတိုင်းသီခံဆိုတာခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂဝေဒနာလည်းသီခံရတာပဲယာတိဝုဒ္ဓံကိုလည်းသီခံရတာကိုယ်ပေါ်မှာရရင်ဆိုင်ဆိုင်ပြောလာလို့ရှိရင်လည်းသီခံသီခံမှုတွေအဲ့ဒါနဲ့ပတ်သက်ပြီးသီခံကိုချင်းတရားထိမ့်သိမ့်ဆောက်ရှောက်ခြင်းကိုချင်းတရားကောင်းမွန်ခြင်းဆိုတာကိုယ်နဲ့ပတ်သက်တဲ့ကျွလွန်မှုတွေမလုပ်ဘူးနှုတ်နဲ့ပတ်သက်တဲ့ကျွလွန်မှုတွေမလုပ်ဘူးကိုယ်နဲ့နှုတ်ကိုထိမ့်သိမ့်ဆောက်ရှောက်တယ်ကိုချင်းတရားကောင်းမွန်တယ်လို့ဒီလိုပြောတာအဲ့တော့ဒီတရားနှစ်ပါးဟာအပြန်အလှန်အားဖြင့်စိတ်ဓာတ်ကြံ့ခိုင်မှုက
Khandi ကိုချင်းတရားကြံ့ခိုင်မှုကသောရစ္စကိုချင်းတရားလည်းကြံ့ခိုင်တယ်စိတ်ဓာတ်လည်းကြံ့ခိုင်တယ်ဆိုရင်ဒါသူတော်ကောင်းဖြစ်ဖို့သူတော်ကောင်းရဲ့အရည်ချင်းနှစ်ခုကိုယ်တဏ္ဍာမှာရောက်ရှိပြီးတော့လာအဲ့ဒါလိုရောက်ရှိလာသည့်အတွက်ကြောင့်ဘာတွေအကျိုးရတော့လို့မေးကြရှိလို့ရှိရင်တိမခံခြင်းကြောင့်ဖြစ်ပေါ်လာမဲ့ပြဿနာတွေမရှိတော့ဘူးလောကမှာတိမခံနိုင်ခြင်းကြောင့်ဖြစ်လာတဲ့ပြဿနာတွေအများကြီးပဲလေတမန်အားဖြင့်တိခံလိုက်မယ်ဆိုလို့ရှိရင်ဘာမှမဖြစ်နိုင်တာကိုတိမခံနိုင်လိုက်သည့်အတွက်ကြောင့်ပြဿနာတွေအများကြီးတက်လာတယ်အဲ့ဒီတက်လာတဲ့ပြဿနာတွေနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့အရာတွေအားလုံးဟာဆက်ဖြတ်ပြီးသားဖြစ်သွားတယ်ဟုတ်တိခံလိုက်တဲ့ပြင်အားလုံးငြိမ်းသွားတယ်လို့သူတို့ပြောဒါဒီဘဝရတဲ့အကျိုးနောက်ဘဝတွေကိုမျှော်စရာမလိုသေးဘူးအခုတိခံရင်အခုပြဿနာတွေငြိမ်းသွားတယ်လို့သူတို့ပြောတာနော်အခုသိခံလိုက်တာနဲ့အခုပြဿနာတွေငြိမ်းသွားပြီအခုပဲကုသိုလ်ရသွားဒီလိုဆိုတာသိမခံနိုင်လို့ရှိရင်ကုသိုလ်ဆိုတာဖြစ်ဖို့ဓမ္မခရင်သွားဒါကြောင့်မို့အခုသိခံအခုကုသိုလ်ရတယ်အခုပြဿနာတွေငြိမ်းတယ်ကိုချင်းသီလကောင်းမွန်ခြင်းကတော့ရောဟောကိုချင်းသီလကောင်းမွန်ခြင်းဆိုတာနောက်ဘဝမှာကောင်းတဲ့သူတိရောက်တာမရောက်တာအသာစဉ်းစားမနေနဲ့ဒီဘဝတည်းမှာဘယ်လိုအကျိုးရှိစဉ်းစားရကိုယ်နဲ့ကျွလွန်မှုမရှိဘူးနှုတ်နဲ့ကျွလွန်မှုမရှိဘူးလို့ဆိုတဲ့ကိုကျင့်သီလကောင်းမွန်ခြင်းကြောင့်ဘာဖြစ်လဲအပြစ်ကင်းတယ်ဘာအပြစ်မှကိုယ်ကလွန်ကျူးတာမရှိဘူးလောကမှာအများနဲ့ပတ်သက်တဲ့လွန်ကျူးမှုဟာနှစ်ခုပဲရှိဘာလဲလို့ဆိုရင်စိတ်ထဲကဘယ်လိုပဲဖြစ်နေနေနှုတ်ကထုတ်ပြီးတော့မလွန်ကျူးသမျှလူမသိသေးဘူးကိုယ်ထိလက်ရောက်မလုပ်သမျှလူမသိဘူးနော်လူမသိသည့်အတွက်ကြောင့်အများနဲ့ဆက်ဆံမှုဟာဘာမှမပြတ်ဘူးပေါ့လောကလူတွေဟာစိတ်ထဲကဖြစ်ပေါ်လာတဲ့အရာကိုစိတ်ထဲမှာဖြစ်ပေါ်လာတာမထိန်နိုင်သည့်အတွက်ကြောင့်နောက်ထပ်ထိန်ရမယ်နှုတ်နဲ့ကိုယ်ကိုလည်းဆက်ပြီးတော့မထိန်လို့ရှိရင်ကိုချင်းသီလပြတ်ပြားသွားတာစိတ်ကိုမထိန်နိုင်သေးရင်နေဦးနှုတ်ကိုထိန်ရမယ်ကိုယ်ကိုထိန်ရပထမအဆင့်အနေနဲ့ကိုယ်နဲ့နှုတ်ကိုထိန်ရကိုယ်ကိုနှုတ်ကိုထိန်သိမ်းဆောက်ရှောက်ခြင်းအပြင်ကိုချင်းသီလမပြတ်ပြားတော့ဘူးကိုယ်ကိုနှုတ်ထိန်သိမ်းဆောက်ရှောက်ခြင်းအပြင်လည်းကိုချင်းသီလမပြတ်စေဘူးဆိုလိုတာကကိုချင်းတရားဆိုတာနှုတ်နဲ့ကိုယ်အမှုကိုထိန်းတာပဲစီကံချက်နဲ့ပြောတယ်စီကံနဲ့လုပ်တယ်လို့ဒီလိုတွေပဲရဒါကြောင့်မို့လို့ကိုချင်းတရားကောင်းမွန်ခြင်းဆိုဒီမှာနှုတ်ကိုထိန်းသိမ်းဆောက်ရှောက်မှုနဲ့ကာယကံမှုကိုထိန်းသိမ်းဆောက်ရှောက်မှုဒီနှစ်ခုကိုပဲဆိုလိုတယ်ဒါဖြင့်ဒီနှစ်ခုထိန်းသိမ်းဆောက်ရှောက်မှုဟာဒီဘဝမှာဘလို့အကျိုးတွေရအောင်ဆိုကိုယ်နဲ့နှုတ်ကိုယ်နဲ့နှုတ်နဲ့မလွန်ကျူးသမျှကလပတ်လုံးလောကမှာအပြစ်ဆိုတာမလာတော့ကြည့်လေလောကမှာလောကရဲ့ဒီရာဇဝမှုအပြစ်ပဲဖြစ်ဖြစ်တခြားအပြစ်တွေပဲဖြစ်ဖြစ်ဘာနဲ့ကျူးလွန်ကြတာကြောင့်လို့မေးလို့ရှိရင်အပြောနဲ့ကျူးလွန်ကြတယ်အလုံးနဲ့ကျူးလွန်ကြတယ်ဘယ်သူကဖြစ်ဘယ်လိုပြောတာဆိုတော့အပြောနဲ့ကျူးလွန်တယ်နော်လိန်နာဟာအပြောနဲ့ကျူးလွန်တာပဲဆဲတာဟာအပြောနဲ့ကျူးလွန်တာဂုံးတိုက်တာဟာလည်းအပြောနဲ့ပဲကျူးလွန်တာအပြောနဲ့ကျူးလွန်သည့်အတွက်ကြောင့်တစ်ဖက်သားကမခံနိုင်တော့ပြဿနာတွေတက်တယ်ပေါ့အဲ့ဒီနှုတ်ကိုထိမ့်သိမ့်လိုက်တာနဲ့တပြိုင်နက်ဒါကနေဖြစ်ပေါ်လာတဲ့အပြစ်ဆိုတာမလာတော့ဘူးကိုယ်ထိလက်ရောက်မလုပ်သေးသမျှနဲ့အပြစ်ဆိုတာမလာဘူးဒါကြောင့်မို့နှုတ်ကိုထိမ့်ခြင်းကိုယ်အမှုကိုထိမ့်သိမ့်ခြင်းဖြင့်အပြစ်ကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ကိုရရှိတယ်ဒါဒီဘဝရအပြစ်ကင်းလိုက်တာနဲ့ဘာဖြစ်လဲလူဟာငါမှဘာအပြစ်မှမရှိဘူးဆိုတဲ့လူတစ်ယောက်ငါမှအပြစ်ရှိနေတယ်ဆိုတဲ့လူတစ်ယောက်ဒီနှစ်ယောက်ဟာဘယ်သူကစိတ်ချမ်းသာမှုရှိတော့ဆိုအပြစ်မရှိတဲ့လူကစိတ်ချမ်းသာအပြစ်ရှိနေတဲ့လူတစ်ယောက်ကငါအပြစ်များသူများတွေသိသွားရင်ဟောစိတ်ထဲမှာတွေးကြံပြီးတော့စိတ်ဆင်းရဲနေတတ်တယ်
အပြစ်မရှိတဲ့လူတယောက်ကဘာမှဒီအပြစ်နဲ့ပတ်သက်တာကိုသူတွေးကြံပြီးတော့စိုးရိမ်စိတ်ဖြစ်တာမဟုတ်ဘူးဒါကြောင့်မို့လို့အနဝိစ္စဒုက္ခတဲ့ကိုချင်းတိလနဲ့ပြည့်စုံလို့ကိုချင်းတရားကောင်းမွန်ပြီဆိုရင်ဒီဘဝမှာရရှိတဲ့ချမ်းသာကအပြစ်ကင်းခြင်းဆိုတဲ့ချမ်းသာကိုရရှိတယ်ဒီချမ်းသာမှုကပက်ဆံချမ်းသာတာနဲ့မတူဘူးပက်ဆံချမ်းသာတာကကိုယ်ပက်ဆံသူများခိုးသွားမှစိုးရသေးတယ်အခုလို့အပြစ်ကင်းတဲ့ချမ်းသာကြတော့သူတစ်ပါးခိုးမှာတို့ပျောက်ပြက်သွားမှာတို့စိုးရင်စရာဘာတစ်ခုမှမပါတော့ဘူးဒါကြောင့်မို့အပြစ်ကင်းတဲ့ချမ်းသာတွေးလိုက်တိုင်းအပြစ်ကင်းတဲ့ချမ်းသာတစ်ခုကိုခံစားရပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်နှလုံးဝမ်းသာတယ်ကြည်နူးတယ်နှလုံးသာရတယ်လို့ခေါ်တယ်အဲ့ဒီနှလုံးသာရတာကိုအဝိပတိတာရလို့ဒီလိုပြောတယ်အဝိပတိတာရနှလုံးသာရမှုရှိအဲ့တော့နှလုံးသာရတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်တုံးဆိုပမောဇ္ဇကိုကျင်တရားနဲ့ပတ်သက်ပြီးတော့ဝမ်းသာတယ်ဝမ်းမြောက်တယ်ဝမ်းမြောက်တဲ့အခါမှာပိဋိဆိုတဲ့နှစ်သိမ့်မှုတွေဖြစ်တယ်ပိဋိဆိုတဲ့နှစ်သိမ့်မှုဖြစ်လာရင်ဒုက္ခဆိုတဲ့ချမ်းသာဒုက္ခရချမ်းသာလာပြီဆိုတဲ့အခါမှာစိတ်တည်ငြိမ်မှုကိုရသမာဓိစိတ်တည်ငြိမ်မှုရသည့်အတွက်ကြောင့်ယထာဘူတဉာဏတတနာမမှန်ကန်ကန်မြင်နိုင်တယ်မမှန်ကန်ကန်သိနိုင်တယ်ဆိုတဲ့အနေအထားမျိုးတစ်ခုရောက်သွားဟောကိုချင်းသီလကဒီဘဝတည်းမဲ့ထုတ်လုပ်ပေးလိုက်တဲ့အကျိုးအဆက်ဆက်ဒါကနောက်ဘဝစောင့်ရတဲ့ဟာတွေမဟုတ်ဘူးเนาะကိုချင်းသီလကအခုစောင့်တည်အခုဒီအကျိုးတွေဆက်ဆက်ရလာတာမြတ်စွာဘုရားဟောပြဒါကြောင့်မို့လို့တိခံခြင်းနဲ့ကိုချင်းတရားကောင်းမွန်ခြင်းဆိုတဲ့ဒီနှစ်ခုဟာလက်တွေ့အကျိုးတရားကိုယ်ဘဝမှာလက်တွေ့အကျိုးတရားတွေကိုဖြစ်ပေါ်စေတာဖြစ်လို့ဒီတရားနှမျိုးကိုတို့တွေပြည့်စုံအောင်ကိုယ်တဏ္ဍာမှာမရသေးရင်ရအောင်လုပ်မယ်ရပြီးရင်လည်းခိုင်မာအောင်လုပ်မယ်လို့လိုက်နာကျင့်သုံးပြီးတော့စောင့်တည်ကြရမှာဖြစ်တယ်ပေါ့အဲ့တော့ဒီလိုစောင့်တည်သွားမှလူဟာတစားတဲ့တစားပို့ပြီးတော့ရင့်ကျက်ပြီးကောင်းမွန်လာပြီးသူတော်ကောင်းဆိုတဲ့အနေအထားမျိုးကိုရမှာပါ။အမှန်အားဖြင့်စိတ်လည်းမထိန်ဘူးကိုယ်လည်းမထိန်ဘူးနှုတ်ကိုလည်းမထိန်ဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့မတမခဲပါတယ်။ဒါကြောင့်မို့အခုဒီတရားနှစ်ပါးဟာအရေးကြီးတဲ့တရားနှစ်ပါးဖြစ်လို့ထိန်ချုပ်နိုင်သမျှထိန်ချုပ်ကြရမှာဖြစ်တယ်။သီးခံနိုင်ခဲ့တဲ့အရာကိုသီးခံခြင်းခွင့်လွှတ်ခြင်းဆိုတာရှိရမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်အရဆိုလို့ရှိရင်သီးမခံတဲ့ပုဂ္ဂိုလ်ကဘာလုပ်တော့ဂလဲစားခြေတယ်နော်ဂလဲစားခြေတယ်ဂလဲစားခြေတာကိုလူတွေကလှုပ်တဲ့လှုပ်လိုက်တဲ့အရာလို့ဒီလိုထင်တယ်နော်အခုကိရုပ်ရှင်ကားတွေဆိုပါစို့အထူးအားဖြင့်ဘုန်းကြီးတို့တိရိလင်္ကာကလပ်ပြည်တွေမှာနေတဲ့အခါကျတယ်လီဗီရှင်းကြည့်မိတယ်ပေါ့နော်အဲ့ဒီကြည့်တဲ့ထဲပဲကလားကားဆိုလို့ရှိရင်သူတို့ရဲ့သီးကဘာလဲလို့ဆိုရင်လူဆိုးကနှိပ်ဆက်မယ်ပြီးရင်ကလေးစားချိန်မယ်ဒါပဲအဲ့ဒါတွေကိုသင်ပေးနေတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ပေါ့နိုင်ငံခြားရုပ်ရှင်ကားတွေလည်းကြည့်လေတောင်တနတ်နဲ့ပြည့်မြောက်တနတ်နဲ့ပြည့်နဲ့လူတွေကိုပြစ်တတ်တဲ့ဟာတွေပြနော်အဲ့ဒါတွေကိုသွားပြီးတော့အတုယူနေမယ်ဆိုလို့ရှိရင်တော့အခုပြောရတဲ့တိခံခြင်းဆိုတဲ့ကိုကျင့်တရားကောင်းမွန်ခြင်းဆိုတာဘာတစ်ခုမှမရှိဒီသူတော်ကောင်းတွေရဲ့အည်သွေးတွေကိုဒါတွေကဖျက်ဆီးနေတာကိုကျင့်တရားကောင်းမွန်ခြင်းလို့ဆိုတဲ့ထဲမှာကြည့်ကိုရီးယားကားတွေကြည့်ကိုရီးယားကားတွေကဘယ်လောက်ဖျက်ဆီးတော့ဒါတွေကတတိထားစရာကောင်းတယ်လူတွေရဲ့အုံနောက်ထဲမှာစိတ်ဝင်လာပြီးတော့မကောင်းတဲ့အမူအကျင့်တွေကိုလူငယ်လူရွယ်တွေကကောင်းတဲ့အရာလို့ထင်လာအောင်ဖြစ်ပေါ်စေတယ်မြတ်စွာဘုရားရဲ့အဆုံးအမကအဲ့ဒါလို့မဟုတ်ဘူးအလွန်တိမ်မွေ့တယ်မြတ်စွာဘုရားရဲ့အဆုံးအမကြောင့်ပြဿနာတစ်စုံတစ်ခုဖြစ်เสียအကြောင်းမရှိဘူးပြဿနာတက်လာတာအဲ့ဒါတွေကြောင့်အကြောင်းဖြစ်တယ်အမေရိကန်နိုင်ငံဆိုတာအလုံးသိတဲ့အတိုင်းတနတ်ကိုလိုင်စင်ပေးပြီးတော့ကင်ခိုင်းထားတဲ့နိုင်ငံ
တဏှတ်အမတန်ပေါ်တယ်ဝါဒနာပါလို့ရှိရင်6လုံးမျိုးကနေအမြောက်ထီအောင်ဝယ်လို့ရနော်ရှိုးရူးတဏှတ်ရှိုးရူးတွေမှာသွားဝယ်ဒီမှာဟင်းသီးဟင်းရွက်ဝယ်ရတယ်လို့လွယ်လိမ့်မယ်သူတို့စီမှာအဲ့ဒါတော့ဒီလိုင်စင်ဆိုတာရှိပေမဲ့လို့လူတွေဟာကိုင်းကျင်သူတို့ကိုင်းတဲ့အခါကျတော့သူတို့စီမှာလူတိုင်းတဏှတ်ရှိတာကိုတွေ့ရဘုန်းကြီးတို့အမေရိကမှာ94ခုနှစ်က1994ခုနှစ်ကတစ်နှစ်နေဘူးတယ်မြန်မာတကာတဲ့ကတကာတယောက်ဆွမ်းသားလာပင့်တော့သူကားနဲ့လိုက်ရှေ့ကကားရှိကန်းကဒီတကားကိုဖွင့်လိုက်တဲ့အခါဘုန်းကြီးခြေတော်နာလာပြီးတော့ပစ္စတိုတနတ်ကထောက်ခနဲ့လာကြဘုန်းကြီးရှေ့မှာတနတ်ကြသွားတယ်ဆိုတော့သူအာရုံအာနာတော့ဖြစ်သွားတော့ဖြစ်သွားတော့ကာဘာယူတဲ့အနေနဲ့ဗာပြောတော့ဆိုဒီနိုင်ငံမှာဗျာတဲ့ဒါမရှိလို့မဖြစ်ဘူးနော်ဒါမရှိလို့မဖြစ်ဘူးဘာတော့ဆိုကိုယ့်ကိုကာကွယ်ဖို့လို့ဒီလိုပြောတာနော်အဲ့ဒါလို့ကိုယ့်ကိုကာကွယ်ဖို့ဆိုပြီးတော့ယူထားတဲ့တဏှတ်ကသူများကိုတတ်ဖို့လည်းဖြစ်နေတယ်တလုံးကတွေးလိုက်မယ်ဂျာနယ်ထဲမှာပါတာအမေရိကန်နိုင်ငံမှာစာသင်ကျောင်းမှာကလေးတွေဝင်ပြီးတော့တဏှတ်နဲ့ဖြစ်တယ်ဆိုမကြောက်ကြကြားနေရတာပဲဒါလေးအေးဆိုလိုတာကတော့ဒီခန္တီနဲ့သောရိစဆိုတဲ့အခြေအနေတွေပြက်ပြားသွားတယ်လူအတိုင်းဝိုင်းနေမှာဒီလိုဖြစ်အဲဒီလိုပြက်ပြားစေတတ်တာတွေကိုလည်းပဲတရုပ်ဆောင်ပြီးတော့အဟုတ်ထင်အောင်ဖော်ပြနေတဲ့ရုပ်ရှင်ကားတွေကလည်းရှိရုပ်ရှင်ကားတွေနောက်တိုင်းကားတွေမကြည့်လေနဲ့ကြည့်လို့ရှိရင်အဲ့ဒီမှာတဏှတ်နဲ့ပြစ်ထားတွေပဲတွေ့နေပါနော်တဏှတ်နဲ့တွေ့ကိုရီးယားကားကြတော့အရက်တောက်တာတွေ့လေအဲ့တော့ကောင်းတဲ့နီလန်ပေးတာအမှန်တမ်းရှားတယ်ပညာပေးနဲ့မကောင်းတဲ့ပညာတွေကြီးပဲပေးသွားအဲ့ဒါကြောင့်မို့လို့လူတွေရဲ့အုံနောက်ထဲမှာဒါတွေစိတ်ဝင်ပြီးတော့နောက်မကောင်းတဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်ဒါကအမှန်တမ်းတတိတရားစရာကောင်းတယ်ဘုန်းကြီးတို့အိန္ဒိယကကြည့်တယ်ကြည့်ပြီးတော့ပြန်ပြီးတော့ဆင်ញင်စဉ်းစားကြည့်တဲ့အခါဘယ်ကားပဲဖြစ်ဖြစ် revenge ကလေးစားခြေတာတွေကြည့်အဲ့တော့လူတွေရဲ့ခေါင်းထဲမှာဘယ်လိုစိတ်ဝင်စားလာတော့ကိုယ်လုပ်ရင်ပြန်လုပ်မယ်ဆိုတဲ့အတွေးတွေဝင်မကုန်ဘူးလားအဲ့တော့သိခံရမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ဆန့်ကျင်သွားအဲ့တော့ဒီမခံသေးတဲ့အတွက်ကြောင့်ဘာဖြစ်တော့ဆိုဒီလူကကလေးစားချိန်နောက်ကိုယ်ကိုကလေးစားပြန်လုပ်တဲ့ပုဂ္ဂိုလ်ကပေါ်ပြန်တာပဲဘယ်တော့မှမဆုံးနိုင်တဲ့တန်တရားကြီးတစ်ခုနော်ဝိုင်းကြီးပတ်ဒူဝေတဲ့ရောက်သွားတာအေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီတိက္ခမှုနဲ့ပတ်သက်ပြီးတော့ဟောကြားထားတာယဟန်တွေကိုဆုံးမထားတဲ့ဝတ္ထုလေးတစ်ခု story လေးတစ်ခုရှိတယ်တုံးနဲ့တူငင်းခုန်ပြီးတော့တိက္ခနိုင်ခြင်းခွင့်လွတ်နိုင်ခြင်းမရှိကြဘူးငါကမှန်တယ်သူကမှန်တယ်နဲ့ညင်းမိမဟုတ်ရင်မခံဘူးဟေ့ဆိုတဲ့လူတွေနဲ့အဲ့ဒါမျိုးတွေနဲ့တိက္ခခြင်းခွင့်လွတ်ခြင်းမလုပ်နိုင်တဲ့ယဟန်တော်တွေကိုမြတ်စွာဘုရားကပုံဝတ္ထုတစ်ခုဖြစ်ပျက်တစ်ခုကိုဟောကြားတာရှိတယ်အဲ့ဒီဖြစ်ပျက်ဝတ္ထုလေးကဗာရဏသီပြည်မှာဗြဟ္မတမင်းဆိုတာဗြဟ္မတမင်းလို့ခေါ်တဲ့ကာတိတိုင်းဗာရဏသီပြည်ကကာတိတိုင်းမှာရှိလို့ကာတိမင်းလို့ခေါ်တယ်ဟိုးဘုရားဘုရားတဲ့လူတွေသိပါလိမ့်မယ်ကာတိနဲ့ကောသလဗာရဏသီပြည်နာရောက်ရင်ကာတိဘူတာဆိုတာရှိတယ်နော်အဲ့တော့ကာတိတိုင်းကြီးဟိုးမြောက်ဖက်သွားလိုက်တဲ့အခါမှာဇေရဝံကျောင်းရာတို့ဘာလို့သွားတဲ့အခါကျတော့အဲ့ဒီဘက်ကျတော့ကောသလတိုင်းလို့ခေါ်တယ်အဲ့တော့ကာတိတိုင်းကောသလတိုင်းဆိုတာနှစ်ခုရှိတယ်အဲ့ဒီတစ်ချိန်တုန်းကဒီဗာရဏသီဗြဟ္မတမင်းလို့ဆိုတဲ့ကာတိမင်းကချမ်းသာတယ်စစ်အင်အားတောင့်တင်းတယ်နော်စဘာဆိုင်ရေးပေါ်များတယ်စစ်တပ်ဘိုးပါများပြားတယ်နိုင်ငံကျယ်ဝန်းတယ်ပေါ့ဆိုလိုတာကအဲ့ဒီနှစ်ခုရှင်လိုက်မဲ့သူကအင်အားကြီးနိုင်ငံလို့ဒီလိုပြောဟိုကောသလမင်းကြတော့
ဒီဂိတိကောသလမင်းလို့ခေါ်တယ်သူကတော့ဇီဝဥစ္စာလည်းသိမရှိဘူးတဲ့စစ်တပ်အင်အားလည်းသိမရှိဘူးသုံးနိုင်ဆွဲနိုင်လည်းသိမရှိဘူးစင်စင်ရဲရဲအဲ့ဒီဘုရင်ကစစ်တပ်ကလည်းသေးသေးပဲရှိတယ်ငွေကြေးတနာလည်းသိပြည့်ပြည့်စုံစုံမရှိဘူးနိုင်ငံလည်းနိုင်ငံငယ်တယ်ပေါ့အဲ့ဒီလိုအနေအထားမျိုးမှာကာတိဘုရင်ကကောသလဘုရင်ကိုတွားပြီးတော့စစ်တိုက်တယ်နေမြေချက်ထွင်တဲ့စစ်ပေါ့နော်တွားတိုက်တော့ဟိုကမရှင်နိုင်ဘူးပေါ့အင်အားကြီးနိုင်ငံတခုကလာတိုက်တယ်ဆိုစောစောတွေကထွက်ပြေးတိမ်းရှောင်သွားတယ်ထွက်ပြေးတိမ်းရှောင်တာဘယ်သွားတော့ဆိုကာတိမင်းကြီးရဲ့ဗာရဏသီမြို့မှာမြို့စုံမြို့ဖျားလေးမှာဘိုးလုပ်ငန်းလုပ်တဲ့ဘိုးရင်းတဲ့ရဲ့အလုပ်ယုံထဲမှာပရပိုက်ရောင်ဆောင်ပြီးတော့ဘုရင်နဲ့မိဖုရားကပရပိုက်အဝတ်တွေဝတ်ပြီးတော့တိမ်းရှောင်ပြီးတော့သွားကြအဲ့ဒီမှာသွားနေကြကောသလမင်းကြီးကတော့ကာတိတိုင်းကကာတိမင်းကကောသလတိုင်းကဘိုးဘာလက်နက်တွေအကုန်လုံးသိမ်းယူပြီးတော့နေမြေချက်ထွင်လိုက်တာပေါ့ဟိုဘုရင်ကတော့တိမ်းရှောင်ပြီးတော့ထွက်ပြေးသွားအဲ့ဒါလိုနေတဲ့အချိန်မှာဘာဖြစ်လာတော့ဆိုတိမ်းရှောင်နေတဲ့ကောသလဘုရင်ရဲ့မိဖုရားကြီးကကိုယ်ဝန်အရင်မှရှိတဲ့အခါမှာချင်းချင်းတက်လာဘာချင်းချင်းတက်တော့ဆိုအင်္ဂါ၄ပါးရှိတဲ့စစ်တပ်စစ်ချီတက်ပြီးတော့စစ်ရေးပြတာကိုသူကြည့်ချင်သူဆန္ဒကနော်စစ်ရေးပြတဲ့အခမ်းအနားကိုသူကြည့်ချင်တယ်ကြည့်ပြီးတော့ဒီဓာတ်တွေလက်နက်တွေတန်လျက်တွေကိုသူတို့အနေရကင်းပြီးတော့ထက်မြက်စေတတ်တဲ့ရေနဲ့ဆေးကြောတာမျိုးပေါ့နော်အဲ့ဒါလို့ခုခေတ်လို့ဆိုရင်ပရိရေတို့ဘာလို့ပေါ့နော်အဲ့ဒါလို့ရေနဲ့ဆေးကြောထားပြီးတော့အဲ့ဒီရေကိုတောက်ချင်တယ်ဆိုတဲ့ဆန္ဒနှစ်ခုဖြစ်ပေါ်လာချင်းချင်းတက်လာတဲ့အခါမှာဘုရင်ကြီးကိုဖွင့်ပြောတဲ့အခါကျတို့မှခုမှမထင်မရှားနေရတာဘယ်လိုလုပ်ပြီးတော့စစ်တပ်ဆိုတာလဲရမှာလဲအခုလိုဓာတ်တန်လေးရဲ့ကိုဆေးကြောတဲ့ရေဆိုတာလဲဘယ်မှာရနိုင်မှာလဲနဲ့ပြောတော့မရရင်တော့သူသိရပါလိမ့်မယ်ဆိုတော့ဘုရင်ကြီးကနီးလန်းရှာတာပေါ့ထွက်ပြေးပြီးတိမ်တိမ်ငယ်ငယ်ဘဝမှာနီးလန်းရှာတော့ဘယ်သွားရှာတော့ဆိုအဲ့ဒီသူ့ကိုလာရံပြုတဲ့ကာတိမင်းကြီးရဲ့ပရောဟိတ်ပုံနာသူနဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်တငယ်ချင်းဖြစ်နေတော့အဲ့တငယ်ချင်းကိုတိုးတိတ်တိတ်သွားအကူကြီးတောင်းတယ်ကူကြီးတောင်းတော့အဲ့တငယ်ချင်းပရောဟိတ်ကနေလိုက်လာတယ်သူကိုယ်တိုင်ကြည့်ပြရစေတဲ့ဆိုပြီးတော့မိဖုရားကြီးကိုလာပြီးတော့သူလာတွေ့တဲ့အခါမိဖုရားလည်းမြင်လိုက်ရောသူကလက်အုပ်ချပြီးတော့ကောသလမင်းကြီးပါပဲကောသလမင်းကြီးပါပဲနဲ့နှုတ်ကဥရမ်းကျူးတယ်ဒီမိဖုရားကြီးရဲ့ဝန်းထဲကကလေးတကယ်ကိုကောသလဘုရင်ဖြစ်မှာပါလို့ဆိုပြီးတော့သူကဗေရင်တက်ပရောဟိတ်ဆိုတော့မြင်လိုက်တာနဲ့သူကသိတယ်ဘုံကံရှိတဲ့သာယရဏဖြစ်မှာပဲသူစီစဉ်ပေးမယ်ဘာမှမပူနဲ့လို့ဆိုပြီးတော့နောက်တည့်ရကျတော့ဘုရင်ကြီးစီသွားပြီးတော့စင်ရပြဖို့အကြောင်းနမိတ်တွေရှိတယ်ပေါ့ဒါကြောင့်မို့လို့စင်ရပြတဲ့ကွင်းထဲမှာအင်္ဂါ၄ပါးရှိတဲ့စစ်တပ်အဲ့ဒီခေတ်ကတော့ဖွဲ့စည်းပုံကစင်တပ်တို့မြင့်တပ်တို့ယထာတပ်တို့ခြေလီစစ်တပ်တို့ဒီလို၄မျိုးနဲ့ဖွဲ့စည်းထားအဲ့ဒီစင်ရပြတဲ့အခမ်းအနားကြီးကိုသူကစီမံပေးလိုက်စီမံပေးပြီးတော့ဓာတန်လျက်တွေလက်နက်တွေဆေးကြောတာကိုလည်းစီမံပေးလိုက်အဲ့ဒါလို့စီမံပေးလိုက်ပြီးတော့ဓာတန်လျက်ဆေးကြောတဲ့ရေကိုတောက်လိုက်ရတော့မှခုနတုန်းကမိဖုရားဟာချင်းချင်းပြေသွားတယ်အဲ့ဒါလို့နဲ့နောက်ကြတော့ရက်လစိတ်တဲ့အခါမှာသားလေးတူဖွေးဖွားတာအဲ့ဒီသားလေးကိုအသက်ရှည်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဃဟုလို့နာမည်ပေးထားတာနော်အဲ့တော့ဒီဃဟုမင်းသားလေးနဲ့ကလေးမင်းသားလေးမွေးဖွားလာပြီးတဲ့နောက်မှာဒီကောသလမင်းကြီးကစဉ်းစားတယ်ဒီကောသလမင်းကအေးတို့ပုံနေတာကို
ကာတိမင်းတွေ့သွားလို့ရှိရင်တို့တတ်ခံရလိမ့်မယ်အဲ့တော့ငါတို့သားလေးကိုခွဲထားမှဖြစ်မယ်တော့ကြ3ယောက်စလုံးတတ်ခံရလိမ့်မယ်ဆိုသားလေးကိုမြို့ပြင်ပို့ပြီးတော့ပညာသင်ခိုင်းထားတယ်အဲ့ဒါလို့ပညာသင်ခိုင်းထားတဲ့အချိန်မှာသားလေးကလည်းပညာကြိုးစားတဲ့အခါမှာမင်းသားတွေထိုခေတ်ကသင်တဲ့အတတ်ပညာတွေတတ်လို့ဒီလိုသင်နေတဲ့အချိန်နဲ့ကံမကောင်းအကြောင်းမလားတော့ဘာဖြစ်တုံဆိုတော့ငကိုယ်တော့ကသူ့စီမှာအမှုထမ်းသွားတဲ့စတ္တတိကအမှတ်မထင်သွားတွေ့တော့ဟိုလူကစတ္တတိကကာတိပြင်ကြီးစီသွားတိုင်တော့တာကောသလမင်းဟာကိုရောင်ဖြောက်ပြီးတော့ဟောဒီဗာရဏသီမြို့ထဲမှာပဲမထင်မရှားပြပိုက်ဝတ်နဲ့နေတာကိုသူတွေ့ခဲ့တယ်ပေါ့သွားပြီးတော့ဘုရင်ကြီးစီသွားတိုင်တဲ့အခါကျတော့ဘုရင်ကစစ်တပ်လွှတ်ပြီးတော့ဖမ်းခိုင်းလိုက်တာနော်ဖမ်းလာပြီးတော့နန်းတော်လဲရောက်ရောဘုရင်ကြီးကတခါတည်းအမိန့်ချသူရဲ့ရန်သူပဲအစဖြောက်မယ်ဆိုပြီးတော့လက်ပြန်ညိုတုတ်ဘုရင်ရောမိဖုရားရောလက်ပြန်ညိုတုတ်ပြီးတော့မြို့တောင်ဘက်ကိုထုတ်ပြီးတော့တတ်စေလို့အမိန့်ချလိုက်တာအဲ့ဒီလိုနဲ့နော်ရိုက်နှက်ပြီးတော့မြို့ရဲလမ်းမတွေလမ်းစုံတစ်ခုကလမ်းစုံတစ်ခုလမ်းမတစ်ခုကလမ်းမတစ်ခုကိုဆွဲပြီးတော့တောင်စမုတ်ကနေထုတ်ပြီးတော့အတိတတ်တော့တာပေါ့နော်ခေါင်းဖြတ်တတ်စေဆိုတဲ့အတိုင်းအဲ့ဒီလိုမိဘနှစ်ပါးကိုဖမ်းဆီးခေါ်ဆောင်ပြီးတော့ဖမ်းဆီးတဲ့အခါမှာဒိုးဒိုးတိတ်တိတ်ဖမ်းသွားတာမဟုတ်ဘူးသူတို့ခေတ္တကထက်စီလို့ခေါ်တဲ့အမတန်အတန်ကကြောက်မဲ့ဖွယ်အတန်ကြီးတဲ့ဒိန်ဒိန်ဆိုတဲ့စီကြီးပေါ့အမင်္ဂလာစီကြီးကိုတီးပြီးသွားသေးတာအဲ့လိုတီးသွားတော့ခုနဒီကဥဆိုတဲ့မင်းသားလေးကမြို့ပြင်ကနေပြီးအမေဖေတွေတွေ့ချင်လို့လာတဲ့အခါကျတော့မှသူ့အမေနဲ့အဖေဖမ်းဆီးခေါ်ဆောင်သွားတာကိုမြင်ရတယ်မြင်လိုက်တော့သူလည်းလူအုပ်ကြားထဲကနေအသာလိုက်သွားတော့ဖခင်လှုပ်တဲ့ဒီဂတိကောသလမင်းကြီးကသူ့သားကိုလှမ်းမြင်တဲ့အခါကျတော့သူ့ပါဇက်ကဘာထုတ်ပြောလိုက်တုံးဆိုငါသားဒီကဥကြီးအရှိကိုမကြည့်ပါနဲ့ငါသားဒီကဥအတူလည်းမကြည့်ပါနဲ့ရန်ဆိုတာရန်ချင်းတုံးလို့မငြိမ့်ဘူးတဲ့မတုံ့ပြန်မှရန်ဆိုတာငြိမ့်တယ်ငါပြောတဲ့စကားလေးကိုမင်းမှတ်ထားပါကွယ်နဲ့ပြောတာအဲ့လိုပြောလိုက်တဲ့အခါကျတော့ဖမ်းဆီးခေါ်ဆောင်သွားတဲ့လူတွေကဒီပြင်ကြီးယူနေပြီပေါ့တရားမှကြောက်လို့ဩနေတယ်ပေါ့ယူနေတာလို့မဟုတ်ဘူးဘုရင်ကြီးကတော့သူ့သားကိုမြင်လို့ငါပြောတဲ့စကားငါသားနားလဲတယ်ဆိုပြီးတော့ဘုရင်ကြီးကပြောတာအဲ့ဒါလိုနဲ့တောင်စမုတ်ရောက်တဲ့အခါကျတော့သူတို့နှစ်ဦးလုံးဟာတပ်ဖြတ်ခံပြီးတော့လေးပိုင်းပိုင်းပြီးတော့မြုပ်လိုက်တာပဲနော်အဲ့ဒီအချိန်မှာဒီကဦးမင်းသားလေးကမြို့ထဲမှာအရက်တွေဝယ်ပြီးတော့ယူသွားပြီးအဆောင်ချထားတဲ့လူတွေကိုအရက်တိုက်သူတို့မူးနေပြီဆိုတဲ့အခါခုနကမြုပ်ထားတဲ့အမေဖေရဲ့အလောင်းတွေကိုဖော်ပြီးတော့မိတကြိုတယ်သူကမိတကြိုပြီးတော့ရှ िख ိုးဝှချလို့ငိုကြွေးပြီးတော့အဲ့ဒါလိုလုပ်မိဘတွေကိုယူသေးတဲ့အနေနဲ့အကုန်လုံးအဲ့ဒီလိုလုပ်နေတာကိုဘယ်သူကမြင်လို့ဆိုတော့ကာတိပင်ကြီးကနန်းတော်ကနေလှမ်းကြည့်တော့မသေးမကွယ်လူတယောက်ဟာတူးဖော်ပြီးတော့မိတကြိုနေတာကိုမိတွေလှမ်းပြီးတော့မြင်နေရတယ်ပေါ့မြင်တဲ့အခါမှာသူ့စိတ်ထဲမှာကြည်တာကောသလမင်းကြီးရဲ့ဆွေမျိုးတွေကဖြစ်လိမ့်မယ်ငါ့ကိုလည်းဘယ်သူမှလာမတိုင်ကြဘူးနဲ့ဆိုပြီးတော့စိုးရိမ်စိတ်တွေဖြစ်လာတယ်အဲ့မင်းသားလေးကမိဘရဲ့အလောင်းတွေကိုတကြိုပြီးတောထဲထွက်သွားပြီးငိုကြွေးပြီးတော့နီလန်းသူရှာတယ်ဘုရင်ကြီးနဲ့နီးဖို့ရအတွက်နီလန်းရှာစင်တိန်ဆင်ဆရာစီသွားပြီးတော့ဘုရင်ကြီးရဲ့ဒီစင်နေထားတဲ့စင်တင်းကုတ်ကိုသွားပြီးတပည့်သွားခံတယ်ပေါ့စင်ဆရာကြီးရဲ့တပည့်သွားခံတယ်စင်ဆရာကြီးကသူ့ကိုယာရုခန့်ထားလိုက်သူ့ရဲ့အလုပ်အကျွေးအကူအဖြစ်ယာရုခန့်ထားလိုက်တဲ့အခါတဖြည်းဖြည်းရင်းနှီးပြီးတော့
မင်းသားလေးကတချင်းလေးကောင်းကောင်းဆိုတတ်တယ်စောင်းလေးတီးတတ်တယ်စောင်းတီးတချင်းဆိုအဲ့ဒီလိုနဲ့နေတဲ့အခါကျတော့ဘုရင်ကြီးကကြားတယ်စောင်းတန်ကြားတယ်တချင်းတန်ကြားတယ်ဆိုတော့ဘယ်သူလဲဟေးစောင်းလေးတီးပြီးတချင်းဆိုတာစုံစမ်းတဲ့အခါကျတော့စင်တိန်ဆရာကြီးရဲ့တပည့်ပါလို့ဆိုသူစီခေါ်ခဲ့သားလို့ဆိုခေါ်သွားတယ်ဘုရင်ကြီးစီရောက်တဲ့အခါဘုရင်ကြီးကတချင်းဆိုစောင်းတီးတာမင်းလားလို့ဆိုဟုတ်ပါတယ်ကျွန်တော်မျိုးပါငါ့ကိုတီးပြစမ်းဆိုတီးတယ်တီးပြတော့ဘုရင်ကြီးကတော်တော်သဘောကျသွားသဘောကျတော့မင်းငါ့ကိုခါစားလို့ဆိုပြီးတော့ဘုရင်ကြီးမှခါစားဖို့ဆိုပြီးတော့အတွင်းလူဖြစ်ဘုရင်ကြီးကသူ့ကိုရာထူးခန့်ထားတယ်သူကလည်းမင်းသားလေးကအကြံနဲ့လာတာဆိုအမှန်တမ်းလိမ္မာတယ်သူကဒီအရှင်သခင်တို့စီမှာခါစားတဲ့လူတွေဟာလိုက်နိုင်ရမယ့်စိတ်ကနေရှိတယ်နော်ပုပ်ပုတ်ထားကြီးတဲ့အဲ့ရကသူကပဲအရင်ထားရမယ်ပစ္ဆာနိပါတိနောက်မှအိပ်ဆက်ရမယ်ကိင်္ကာရပဋိတာဝီဘာကိုလောက်ရမလဲဆိုတာအမြဲတမ်းမေးမြန်းပြီးစိတ်တိုင်းကြအောင်လုပ်ရတယ်ပိယဝါဒီဘယ်တော့ဖြစ်ဖြစ်စကားပြောရင်နှဝင်ချိုအောင်ပြောရတယ်မနာပစာရီသူ့အကြိုက်ကိုလိုက်လုပ်ပေးရဟောအဲ့ဒါလို့ဆိုလို့ရှိရင် तू ကအမှုတန်းကောင်းဖြစ်တယ်ပေါ့မင်းသားလေးကအဲ့ဒီအင်္ဂါရက်တွေနဲ့ညီညွတ်အောင်ဂရုစိုက်တဲ့အခါကျတော့ဘုရင်ကြီးရဲ့အတွင်းလူဖြစ်သွားဘုရင်ကြီးနဲ့မင်းသားလေးဒီကဦးတို့သိရင်းနှီးသွားတဲ့အခါကျတော့ तू ကလည်းလူပြိုပေါက်အရွယ်ရောက်အဲ့ဒီမှာဘုရင်ကြီးကတို့တောလဲသွားရအောင်ဆိုတော့တောလဲသွားရအောင်ယထာတစီပြင်လို့ဆိုသူလည်းကောင်းပါပြီဆိုလက်နဲ့တွေပါတွေတင်ပြီးတော့မြင်ထားကပြီးတောလဲဝေးရထွက်သွားကြအဲ့ဒီလိုထွက်တဲ့အခါမှာမင်းသားလေးကအကြံနဲ့ပါလို့တော့နောက်ကလိုက်လာတဲ့သူ့ရဲ့ကိုရံတော်တက်တွေမျက်ခြေပြတ်သွားအောင်ဟိုဘက်ကိုယ်မောင်းလိုက်ဒီဘက်ကိုယ်မောင်းလိုက်နဲ့မျက်ခြေပြတ်အောင်အရှိန်အဟုန်နဲ့မောင်းပြီးတော့သွားလိုက်တာနောက်ဆုံးမှာဘုရင်နဲ့သူနဲ့နှစ်ယောက်ထဲတောနဲ့ထဲရောက်သွားအောင်မောင်းသွားတယ်ဘုရင်ကြီးကလည်းမောတဲ့အခါကျတော့ကဲငါတို့လည်းမောပြီနောက်ကလူတွေလည်းမမိဘူးခဏတို့အပန်းဖြေရအောင်လို့ဆိုပြီးမင်းသားလေးရဲ့ပေါင်ပေါ်မှာဘုရင်ကြီးကခေါင်းပြီးတော့အိတ်တယ်အဲ့ဒီအချိန်မှာမကြခင်ပဲပင်မလို့အိပ်ပျော်သွားတဲ့အခါအဲ့ဒီမင်းသားလေးကငါဖြစ်ချင်တာဒီတစ်ခါဖြစ်လို့ရပြီဆိုပြီးတော့သူ့ထဲမှာပါလာတဲ့ဓာတ်ကိုဆွဲထုတ်ပြီးတော့ဘုရင်ကြီးကိုခုတ်တတ်တော့ဖို့လုပ်တယ်အဲ့ဒါလို့လုပ်တဲ့အချိန်မှာသူ့အဖေကလှမ်းပြီးတော့ပြောသွားတဲ့စကားကိုသူနားထဲမှာကြားလာငါသားဒီကဘူးအရှိကိုမကြည့်နဲ့အတူကိုလည်းမကြည့်နဲ့ရန်ကိုရန်စားနဲ့မတုံ့ပြန်နဲ့မင်းရန်ကိုမတုံ့ပြန်မှရန်ဆိုတာငြိမ့်နေပြတ်ဆဲတယ်ရန်စားဒီမရှိလျားစိတ်နဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့အဖေကြီးကမှားသွားတဲ့စကားကိုကြားရောင်ပြီးတော့ငါအဖေစကားကိုလွန်ကျူးတာမကောင်းပါဘူးအဖေစကားကိုမဖောက်ပြက်ပါဘူးဆိုပြီးတော့ဓာတ်ကိုပြန်ထည့်သို့တော့ဘုရင်ကြီးကသူ့အဖေကိုလည်းတတ်တယ်သူတို့တိုင်းပြည်ကိုလည်းသိမ်းတယ်ပစ္စည်းဥစ္စာတွေလည်းသိမ်းတယ်အမေလည်းတတ်အဖေလည်းတတ်ဆိုတော့သူ့စိတ်ထဲမှာမခံကျင်စိတ်ကဖြစ်လာတယ်ဓာတ်ဆွဲထုတ်ပြီးတတ်မလို့လုံးလိုက်ပြန်ထည့်လိုက်ဓာတ်ဆွဲထုတ်ပြီးတတ်မလို့လုံးလိုက်အဖေမှာခဲ့တဲ့စကားကိုတတိယပြီးတော့ပြန်ထည့်လိုက်တယ်၃ချိန်လောက်လဲလုတ်ပြီးရောဟိုဘုရင်ကြီးကအိမ်မက်တွေမဲ့ပြီးလန့်နိုးလာနော်ဖြတ်ခနဲ့လန့်နိုးလာပြီးတော့ကြီးကြီးကျက်တဲ့ဖြစ်ပြီးတော့ဘုရင်ကြီးဘာဖြစ်တာတုံးလို့မေးတဲ့အခါကျငါ့ကိုကွာတဲ့ကောသလမင်းကြီးရဲ့သားဒီဃာဝုဆိုတာကတနတ်ဓာတ်နဲ့လိုက်လို့ငါပြေးလိုက်ရတယ်အိမ်မက်ထဲမှာအဲ့ဒီကြတော့မှခေါင်းကိုစပင်ကိုဆွဲကင်ပြီးတော့ဒီဃာဝုဆိုတာတခြားလို့မဟုတ်ဘူးကျွန်ုပ်ပဲဆိုပြီးတော့ဘုရင်ကြီးကိုတတ်မဲ့လုံးလိုက်အဲ့ဒီကြတော့ဘုရင်ကြီးကခြေထောက်ဖက်ပြီးတော့တောင်းပန်နေတဲ့သူမတတ်ပါနဲ့မတတ်ပါကြည့်ဖះလောင်းဟာအဖေစကားကိုလည်းနားထောင်တယ်ဒီဃာဝုမင်းသားလေးကအဖေစကားကိုလည်းနားထောင်တယ်ဘုရင်ကြီးကတောင်းပန်တဲ့အခါမှာသူကြည်အေးလိုက်တယ်ကြည်အေးလိုက်တယ်သူ့ကိုအသက်ချမ်းသာပေးပါလို့ဆိုတော့ကျွန်ုပ်ကအသက်ချမ်းသာပေးဖို့တဲ့ဘုရင်ကြီးကကျွန်ုပ်ကိုအသက်ချမ်းသာပေးဖို့လိုအပ်ပါတယ်လို့ဆိုတဦးနဲ့တဦးအဲ့ဒါတစ္ဆာဆိုပြီးတော့လက်ဆွဲနှုတ်ဆက်ပြီးတော့အသက်ချမ်းသာမှုပေးလိုက်ကြတယ်ကျိန်စာဆိုလိုက်ရတယ်တပထလို့ခေါ်တယ်
အဲ့ဒီခေတ်ကချိန်ဆိုကြရတယ်ပေါ့နော်အခုခေတ်ကြမ်းကြိမ်နဲ့ကြမ်းကြိမ်နဲ့ဆိုတဲ့အဓိပ္ပာယ်ကြီးကအဲ့ဒီကလာတာပေါ့မြန်မာနိုင်ငံမှာကျတော့သွေးကိုဖောက်ပြီးတော့သွေးကိုရေထဲထည့်ပြီးတော့သွေးတောက်ပြီးတော့ကြမ်းကြိမ်ကြရတဲ့အားလုံးဘယင်းတွေလက်ထက်တော့နော်ချိန်ဆိုကြရတယ်သူတို့နှစ်ဦးလဲဒီကဦးမင်းသားနဲ့ကာတိဘုရင်ကြီးတို့အခုလိုချိန်ဆိုပြီးတော့တဦးနဲ့တဦးမပြစ်မှားတော့ပါဘူးဆိုပြီးတော့ချိန်ဆိုပြီးတော့တိုင်းပြည်ကိုပြန်သွားကြဟောရောက်တဲ့အခါကျတော့ဘုရင်ကြီးကမူမမိတ်မူကြီးမယာသိတ္တမတိတွေခေါ်ပြီးတော့ဒီဂိတိကောသလမင်းကြီးရဲ့သားကိုတွေ့မယ်ဆိုရင်မင်းတို့ဘာလုပ်ကြမလို့ဆိုတယောက်ကလက်ဖြတ်မယ်တယောက်ကခြေဖြတ်မယ်တယောက်ကနှာခေါင်းဖြတ်မယ်နေရွက်ဖြတ်မယ်အသေးသက်မယ်နဲ့ပြောကြတယ်အေးဒီဂိတိကောသလမင်းကြီးရဲ့သားဆိုတာသူ့ပဲမင်းတို့ဘာမှလုပ်လို့မရဘူးငါတို့နှစ်ဦးဟာတဦးနဲ့တူနော်သစ္စာပြုတ်ထားကြပြီချိန်စာဆိုပြီးတော့သစ္စာပြုတ်ထားတယ်တဦးနဲ့တူတို့မပြစ်မှားဘူးဆိုပြီးတော့နောက်ဆုံးမှာအဲ့ဒီခန္ဓာမှာဘုရင်ကြီးကသူ့ကိုမေးတယ်နေပါအောင်တဲ့ဒီဂတိကောသလမင်းရဲ့ဖခမည်းတော်တတ်မလို့ထုတ်သွားတဲ့အချိန်မှာငါသားဒီကဟုအရှိကိုမရှုနဲ့အတူကိုမရှုနဲ့ဆိုတဲ့စကားဘာကိုပြောတာတော့ဆိုဟောကျွန်တော်အဖေကကျွန်တော်ကိုပြောလို့တာအရှိကိုမလုံနဲ့ဆိုတော့ယံစကိုမရှိစေနဲ့လို့ဒီလိုပြောတာပါအကယ်၍ရှင်မင်းကြီးကိုကျွန်တော်ကတတ်မယ်ဆိုရင်ရှင်မင်းကြီးရဲ့သားသမီးတွေကကျွန်တော်ကိုပြန်တတ်အောင်ပါပဲအဲ့ဒါယံစဟာမဆုံးနိုင်ဘူးတဲ့အပြန်လန်တတ်နေသည့်အတွက်ကြောင့်ယံစရှည်နေမှာအဲ့ဒီယံစကိုမရှိစေနဲ့လို့ပြောတာတဲ့နောက်တစ်ခုအတူမရှိနဲ့ဆိုတာဘာပြောတော့ဆိုတဦးနဲ့တူမိတ်ဆွေဖြစ်တာကိုတိုးအောင်မလုံးနဲ့မိတ်ဆွေတဦးနဲ့တူခင်မင်မှုတွေကိုမပြည့်စုံမိတ်ဆွေကိုမိတ်ဖြစ်မှုကိုရှည်လျားပါစေမတူပါစေနဲ့လို့ဒီလိုဆိုလိုတာပါတဲ့ယံတစ်ခုဟာတုံ့ပြန်နေတဲ့ယံကိုယံနဲ့တုံ့ပြန်လို့ရှိရင်ဘယ်တော့မှမငြိမ်ဘူးယံကိုသိခံခြင်းဖြစ်လာတယ်ငြိမ်အောင်ပြတ်အောင်လုပ်လို့ရပါတယ်လို့ကျွန်ုပ်ရဲ့ခမည်းတော်ကကျွန်ုပ်ကိုဆုံးမသွားတာပါလို့ဆိုတော့ဩဒီကဟုမိခင်ကဖခင်ကနော်ခမည်းတော်ကဒီလိုအမတမအချင်းချုပ်ကလေးပြောတာတောင်နားလည်နိုင်စွမ်းရှိတဲ့ပညာနဲ့ပြည့်စုံပါပေတယ်ဆိုပြီးတော့သူ့ရဲ့တိုင်းပြည်ကိုသူ့ကိုပဲပြန်ပေးတယ်ပစ္စည်းဥစ္စာတွေအားလုံးလည်းပေးတယ်နောက်ဆုံးမှာမိမိရဲ့သမီးတော်နဲ့လက်ဆက်ပြီးတော့ကောသလတိုင်းကြီးကိုပြန်ပြီးတော့အနှင်းလိုက်တယ်လို့မြတ်စွာဘုရားကယဟန်တော်တွေကိုသိခံခြင်းရဲ့အကျိုးကျေးဇူးနဲ့ပတ်သက်ပြီးတော့ဟောတာနော်အခုလိုလက်နဲ့ဆွဲကင်တဲ့ပုဂ္ဂိုလ်တွေတောင်မှတဦးနဲ့တဦးကြည်အေးနိုင်တယ်သိခံခြင်းဆိုတာလုံနိုင်တယ်ကိုချင်းတရားကိုထိမ့်သိမ့်နိုင်ကြတယ်ကိုချင်းတရားကောင်းမွန်အောင်စောင့်ထိန်နိုင်ကြတယ်သင်တို့ယဟန်ဖြစ်ခဲ့တဲ့နဲ့ဘာဖြစ်လို့ဒီလိုမလုံနိုင်ရမှာလဲလို့မြတ်စွာဘုရားကဆုံးမဩဝါဒပေးတာပါတဲ့အမြင့်ဆုံး level အမြင့်ဆုံးအဆင့်နဲ့ပြောရမယ်ဆိုလို့ရှိရင်သစ္စာလေးပါးကိုမြင်တာဟာအဆင့်အမြင့်ဆုံးပဲလို့ပြောရမယ်ဒါကြောင့်မို့ပါဠိတော်အဘိဓမ္မာကျမ်းဂန်ပဲဖြစ်ဖြစ်သုတ်တန်ကျမ်းဂန်ပဲဖြစ်ဖြစ်သမ္မာဒိဋ္ဌိဆိုတာဘာလဲလို့ဖွင့်ဆိုတဲ့အခါမှာဒုက္ခကိုသိတဲ့ဉာဏ်ဒုက္ခကိုဒုက္ခလို့သိတဲ့ဉာဏ်ဒုက္ခသမုဒယကိုဒုက္ခသမုဒယလို့သိတဲ့ဉာဏ်ဒုက္ခនិရောဓကိုဒုက္ခនិရောဓလို့သိတဲ့ဉာဏ်ဒုက္ခនិရောဓဂါမိနိပฏิပဒါကိုဒုက္ခនិရောဓဂါမိနိပฏิပဒါလို့သိတဲ့ဉာဏ်မြန်မာလိုပြောမယ်ဆိုလို့ရှိရင်ဒုက္ခဆိုတဲ့သဘာဝတရားတွေကိုရှင်းရှင်းမြင်တယ်ထိုဒုက္ခရဲ့အကြောင်းတရားကိုလည်းရှင်းရှင်းမြင်တယ်ထိုဒုက္ခရဲ့ချုပ်ငြိမ်းရာကိုလည်းရှင်းရှင်းမြင်တယ်ထိုဒုက္ခချုပ်ငြိမ်းဖို့ရာအတွက်နိလန်းဖြစ်တဲ့ကျင့်စဉ်ကိုလည်းရှင်းရှင်းကြီးမြင်တယ်လို့အရိယသူတော်စင်တွေသိမြင်တဲ့သစ္စာလေးပါးကိုရှင်းရှင်းမြင်တာဟာအဆင့်အမြင့်ဆုံးတမ္မာဒိဋ္ဌိလို့ဒီလိုပြောအဲ့တော့တမ္မာဒိဋ္ဌိဆိုတာအသိဉာဏ်ပဲအသိဉာဏ်ကိုအစဉ်စဉ်ခွဲလိုက်တဲ့အခါကျတော့တမ္မာဒိဋ္ဌိအမျိုးအစားတွေထွက်လာတယ်
အထက်ကရာကျမ်းတွေကတမ္မာဒိဋ္ဌိတွေကိုစုဆောင်းပြီးတော့ဖော်ပြတဲ့အခါမှာတမ္မာဒိဋ္ဌိဘယ်နှမျိုးရှိသလဲဆိုတော့အသိဉာဏ်အပြင်တော့တစ်မျိုးတည်းပဲမှန်မှန်ကန်ကန်မြင်တယ်ဆိုတာသို့တော့မှန်မှန်ကန်ကန်မြင်တယ်ဆိုတဲ့နေရာမှာဘာနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်မြင်တာလဲအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဖွင့်ဆိုတဲ့အခါမှာကမ္မတက္ကတာတမ္မာဒိဋ္ဌိကိုလုပ်တဲ့ကံဒီသာလဲကိုရဲ့ကိုယ်ပိုင်ပဲဆိုလိုတာကကိုလုပ်တာကိုနဲ့သာသက်ဆိုင်တယ်ဒီအမြင်မျိုးဟာတမ္မာဒိဋ္ဌိပါဠိလိုကမ္မတက္ကတာကံဒီသာလဲကိုယ်ပိုင်ဥစ္စာဖြစ်မှုကိုမြင်တယ်ကိုယ်ပိုင်ဥစ္စာလို့ပြောတာကကိုလုပ်တာကိုဆိုင်တယ်နော်ကိုလုပ်တာကိုပဲခံရတယ်ကိုပဲဆိုင်ရမယ်အများနဲ့မသက်ဆိုင်ဘူးကိုလုပ်တာကိုနဲ့ပဲသက်ဆိုင်တယ်ဆိုတက္ကဆိုကိုပိုင်ကိုဟာကိုလုပ်တဲ့ကံအတိုင်းလောကလူသားတွေဟာကိုလုပ်ခဲ့တဲ့ကံအားလျော်စွာဒီဘဝမှာပုံရိပ်တွေပေါ်နေကြတာလေလူဘဝဖြစ်လာတဲ့လူတွေလည်းကြည့်တယောက်နဲ့တယောက်ဟာအတိတ်ဘဝကိုလုပ်ခဲ့တဲ့ကံတွေအတိုင်းပုံရိပ်တွေပေါ်လာတယ်အဲ့ဒီအတိုင်းပဲဘဝမှာအတွေ့အကြုံတွေဖြစ်ကြတယ်ဆိုပါစို့ဘဝတစ်ခုမှာဒေါသကြီးခဲ့တဲ့ပုဂ္ဂိုလ်တယောက်ကြည့်မယ်ဆိုရင်ဒီဘဝမှာသူ့မျက်နှာကငို၍ရည်၍မရသောမျက်နှာမျိုးဆိုတာအဲ့ဒီလိုမျက်နှာမျိုးကိုရတတ်တယ်ပေါ့အယုဆိုးကြီးတန်တဲ့မျက်နှာမျိုးတွေရလာတတ်တယ်ရုပ်ဆိုးတတ်တယ်ဒါဘဝကိုလုပ်ခဲ့တဲ့ကံတွေရဲ့ပုံရိပ်လာပေါ့အဲ့ဒါကမ္မတက္ကတာကိုပိုင်တယ်ကိုပဲအမွေခံရတယ်သူများတဲ့တပ်ဖြတ်လာတဲ့ပုဂ္ဂိုလ်လူဘဝရလာဒါအကျိုးဆက်လေးအနေနဲ့ယောဂများတယ်လူဘဝရောက်ကြတဲ့ကဆရာဝန်နဲ့ပြရတယ်မရှိဘူးဆေးစားရတာနဲ့ပြရတယ်မရှိဘူးအသက်တိုတယ်ဒါတွေမကဘူးပါဏာတိပါဒကံချိန်များများကျူးလွန်ထားလို့အရှိန်ရှိနေသေးတယ်ဆိုလို့ရှိရင်မတော်တဆအက်ဆီဒင့်တွေနဲ့တည်တတ်တယ်ဒါပါဏာတိပါဒထို့တူပဲသူတော်ကောင်းတွေကိုဆွဆွဲပြောဆိုတတ်တဲ့ပုဂ္ဂိုလ်ဒီဘဝမှာကိုယ်ဘာမှမလုပ်ပေမဲ့လို့အဆွဆွဲခံရပြီးတော့ထောင်တန်းကြတတ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒါဆွဆွဲခဲ့တဲ့အကုသိုလ်ကံကြောင့်ဒီဘဝမှာဆွဆွဲခံရတယ်ကိုမလုပ်ခဲနဲ့အချောင်ခံရတဲ့ပုဂ္ဂိုလ်မျိုးတွေလောကမှာရှိတယ်ဒါတွေကပြောမယ်ဆိုလို့ရှိရင်ကိုမလုပ်ခဲနဲ့ဆိုတာဒီဘဝမှာကိုမလုပ်ဘူးသို့တော့အတိတ်ဘဝကလုပ်ခဲ့တဲ့ဟာတွေရဲ့အကျိုးဆက်တွေကိုခံရတတ်တယ်တခါတော့ကမြတ်စွာဘုရားကျောင်းတော်လာပြီးတော့အမြဲတမ်းတရားနာတဲ့ကာလဆိုတဲ့ဥပဒကတယောက်ရှိအဲ့ဒီဥပဒကတယောက်ဟာဇေယျဝန်ကျောင်းထဲမှာတရားနာပြီးညကျောင်းမှာပဲအိတ်တယ်မနေ့စောစောကျတော့အိယာကထားပြီးဇေယျဝန်ကျောင်းသားကရေကန်သွားပြီးတော့မျက်နှာတက်တယ်အဲ့ဒီချိန်မှာသာဝတိမြို့တဲကညအိမ်တဲ့အိမ်ကိုဖောက်ထွင်းပြီးတော့ခိုးတဲ့တခုလူတွေကဝိုင်းလိုက်ကြဝိုင်းလိုက်တဲ့အခါကျတော့ပြေးလာကြတယ်နောက်ကလူတွေမှီတော့မှမလွတ်နိုင်တော့ဘူးဆိုတော့တိတော့တခိုးကကာလဆိုတဲ့ဥပဒကမျက်နှာတင့်နေတဲ့နေရာနာကိုအထုပ်ကလေးချပြီးတော့အလွတ်ယုံပြေးသွားခြေရာဖြောက်သွားလိုက်တယ်နောက်ကလိုက်လာတဲ့လူတွေကဟာခုနဒီနာတခိုးဖြတ်ပြေးသွားတာဒီလူကဘုရားကျောင်းလာပြီးတော့တရားနာကြအောင်ဆောင်းနေတဲ့လူသူပဲတခိုးဆိုရိုက်ကြနှက်ကြဆိုဝိုင်းရိုက်ကြဒီလိုနဲ့တယောက်ကတည်သွားတယ်အဲ့ဒါဘာဖြစ်လို့ဒီလိုဖြစ်ရတော့ဆိုအတိတ်ဘဝတုန်းကသူကမတော်မတရားသူများကိုဆွဆွဲပြီးတော့အခုလိုရိုက်တတ်ခဲ့တဲ့ပြစ်ဒဏ်တစ်ခုကိုချမှတ်ပေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့ဘူးဒါကြောင့်ဒီလိုခံရတာအဲ့တော့ကိုလုပ်ခဲ့တာတွေဟာကိုပြန်ပေါ်တယ်ဒါကိုပြောတယ်ကာမတက္ကတာတမ္မာဒိဋ္ဌိဆိုကိုယ့်ရဲ့လုပ်ရတဲ့အတိုင်းလူတွေမှလာလာပြီးတော့ဖြစ်တတ်တယ်တဲ့အဲ့ဒါလို့
ကိုလည်းလုံးရဟာကိုနဲ့ပဲသက်ဆိုင်တယ်လို့ဒီလိုမြင်ထားတဲ့အမြင်ဟာလည်းပဲအနှိမ့်ဆုံးအဆင့်မှာရှိတဲ့သမ္မာဒိဋ္ဌိပဲအဲ့ဒါကိုကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ခေါ်တယ်နောက်တစ်ခုကျတော့ဝိပဿနာကျင့်စဉ်နဲ့ပတ်သက်လာတယ်ခံကံရဲ့အကျိုးကိုမြင်တယ်ဆိုတဲ့ကံတာလင်ကိုယ်ပိုင်ဥစ္စာဆိုတဲ့အမြင်တဲ့အစစ်မြင့်တဲ့ဝိပဿနာသမ္မာဒိဋ္ဌိကြတော့ဘာမြင်လို့ဆိုရင်လူဆိုတာမရှိဘူးယုံနဲ့နာနှစ်မျိုးတည်းပဲရှိတယ်ကိုပြန်ကြည့်ရင် mind နဲ့ body စိတ်ရဲ့ရုပ်ခန္ဓာကြီးရဲ့ဒီနှစ်ခုပဲရှိတယ်အဲ့ဒါလို့နှစ်ခုနဲ့ဖွဲ့စည်းထားတယ်လို့မြင်လာတာလေဝိပဿနာသမ္မာဒိဋ္ဌိပဲအဲ့ဒီ mind နဲ့ body ဟာဆံရအကြောင်းတွေကြောင့်ဖြစ်နေတာလို့မြင်တာလည်းပဲဝိပဿနာသမ္မာဒိဋ္ဌိပဲအခြေခံအားဖြင့်ဒီတဲ့အဆင့်မြင့်လာတဲ့အခါကျတော့လောကမှာရှိတဲ့သင်္ခါရတရားတွေဟာဘယ်ရာမှမမြဲဘူးလို့မြင်လာထာဝရပြောင်းလဲနေတယ်လို့မြင်လာလို့ရှိအနိစ္စဆိုတဲ့သဘောတရားကိုမြင်လာပြီဆိုဒါဝိပဿနာသမ္မာဒိဋ္ဌိသို့မဟုတ်မမြဲတဲ့သဘောတရားကြီးကဒလစဒုက္ခပေးနေလို့ဒုက္ခလို့မြင်လာတယ်အဲ့ဒီလိုဒလစဒုက္ခပေးနေတဲ့သဘာဝတရားကြီးဟာကိုယ်မှယတ္တန့်ပြစ်လို့ပြစ်ဖို့ဘာပါဝါမှမရှိဘာမှစွန့်ရည်တတ်တယ်မရှိဘူးလို့မြင်တာအနတ္တအဲ့ဒီလိုသင်္ခါရတရားတွေနဲ့ပတ်သက်လာလို့ရှိရင်အနိစ္စလို့လည်းမြင်တယ်ဒုက္ခလို့လည်းမြင်တယ်အနတ္တလို့လည်းမြင်လာအဲ့ဒီလိုမြင်လာတဲ့အသိဉာဏ်အစဉ်စဉ်တက်လာတဲ့အစဉ်မြင့်တဲ့အသိဉာဏ်ဝိပဿနာသမ္မာဒိဋ္ဌိလို့ခေါ်တယ်ဖျားဖွင့်လို့ကံကောင်းထောက်မှနေလို့ဒါဟောဒီဝိပဿနာသမ္မာဒိဋ္ဌိဆိုတာဘုန်းကြီးတို့တွေရနိုင်ခွင့်ရှိတာသာသနာ့ဘာမှာဆိုလို့ရှိရင်ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာကြားကိုမကြားဘူးလားမရနိုင်မြတ်စွာဘုရားကိုယ်တိုင်ကကုသိနာယုံအင်းကြီးဥယျာဉ်ထဲမှာမြောက်မျက်နှာအုတ်ခေါင်းနဲ့လျှောင်းဆက်ပြီးတော့နေတဲ့အချိန်မှာသုဘဒပရပိုက်ကြီးကိုရှင်းရှင်းလေးမြတ်စွာဘုရားမိန့်ထားတယ်ငါရဲ့တသက်တာနှစ်ပေါင်း50နဲ့တစ်နှစ်မြတ်စွာဘုရားသက်တော်80နေတာနော်သို့တော်မြတ်စွာဘုရားအဲ့ဒီမှာ52နှစ်လို့ပြောတာပါတော့ဆိုတောထွက်ပြီးတော့တရားရှာ6နှစ်ဘုရားဖြစ်တဲ့က45နှစ်6နှစ်နဲ့45ပေါင်းပြီးတော့52နှစ်ဟိုလူဘဝမှာငယ်စဉ်ကနေခဲ့တဲ့အတိုင်းအတာတွေကိုမထည့်ဘူးအဲ့ဒီ52နှစ်ဘာသာရေးကိုလေ့လာလိုက်စားပြီးတော့တရားထုတ်တဲ့အချိန်ထဲမှာတဲ့ဝိပဿနာဉာဏ်ကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဝိပဿနာနည်းစနစ်ကိုပြနိုင်တဲ့ပုဂ္ဂိုလ်တဦးမှမရှိဘူးမြတ်စွာဘုရားဒီလိုပြောဝိပဿနာဉာဏ်နဲ့ပတ်သက်လို့မြတ်စွာဘုရားသာသနာမှာလာမြတ်စွာဘုရားပထမဆုံးအချိန်တွေ့ရှိဖော်ထုတ်ပြီးဟောကြားခဲ့တာဖြစ်တယ်ဘုရားနဲ့စင်ပြိုင်ထွန်းကားနေတဲ့အခြားဘာသာတွေမှာဝိပဿနာအကြောင်းဆိုတာ၄တန်၄တောင်မဟနိုင်ဘူးဒီမိတ်ဆွေချက်ကိုကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေဟာကာမတက္ကတာသမ္မာဒိဋ္ဌိလေးနဲ့တင်ရှင်းတတ်နေလို့မဖြစ်ဘူးဝိပဿနာသမ္မာဒိဋ္ဌိဆိုတာဖြစ်ဖို့လိုသေးတယ်ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်တဲ့အခါမှာနော်အခိုင်အမာပဲဖြစ်စေသို့မဟုတ်တူတောင်းတဲ့အချိန်ပိုင်းလေးမှာပဲဖြစ်တာပဲဖြစ်စေအမြဲတမ်းတန်ဖိုးရှိပါကြည့်လေပုံနာဇနီးမောင်နှံ2ယောက်အလှလူတဲ့အခါမှာဘယ်တော့မှဆိုဥဖြားဖြားလှူတတ်လို့ဥဖြား5မျိုးနဲ့အကြောင်းပြုပြီးသူတို့ကိုပင်ဆက်ကလို့နာမည်ပေးထားတယ်ဒါကတော့ပိဋကတ်တော်မှတ်တမ်းတင်တဲ့ပုဂ္ဂိုလ်ကနာမည်ပေးတာသူတို့နာမည်ရင်းမဟုတ်ပါဘူးအဲ့ဒီပုံနာဇနီးမောင်နှံ2ယောက်ကိုသူတို့ကမေးခွန်းမေးတဲ့အခါမှာဘိက္ခုဆိုတာဘယ်လိုပုဂ္ဂိုလ်ခေါ်တာလဲလို့မေးတော့
မြတ်စွာဘုရားကသူတို့ကိုဘာနဲ့ပြောရင်နားလည်မလဲဆိုတာကိုကြည့်လိုက်တော့အတိတ်ဘဝတုန်းကသူတို့ကနာမ်ဆိုတာရဲ့ရုပ်ဆိုတာရဲ့နာမရူပဆိုတဲ့စကားလုံးကိုသူတို့ကြားခဲ့ဘူးတယ်အဲ့ဒီကြားဘူးတဲ့စကားလုံးကိုထပ်ပြီးတော့အသုံးချလိုက်တယ်သဗ္ဗသောနာမရူပသမိယတနတ္ထိမမယိတအတ္တတာသနာသောစတိတဝေဘိက္ခုတိဟုတ်စတိဆိုတဲ့ဒီစကားလေးအပိုက်ကလေး၄ခိုက်ပါတဲ့ဂါထာလေးတစ်ပုဒ်ဟောတာသဗ္ဗသောနာမရူပသမိယတနတ္ထိမမယိတဤနာနေယုတ်တိနဲ့ပတ်သက်ပြီးတော့လုံးဝကိုငါဟာလို့တွေ့တာမှုမရှိတဲ့ပုဂ္ဂိုလ်ပျက်စီးသွားရင်လည်းအတ္တတာသနာသောစတိပျက်စီးပြောက်ကွယ်သွားရင်လည်းလုံးဝမစိုးရိမ်တဲ့ပုဂ္ဂိုလ်ဆိုလိုတာနာယုံနဲ့ပတ်သက်ပြီးတွေ့တာမှုလုံးဝကင်းတဲ့ပုဂ္ဂိုလ်ပျက်စီးသွားရင်လည်းတွေ့တာမှုကင်းတဲ့အကြောင်းလုံးဝသောကမဖြစ်တဲ့ပုဂ္ဂိုလ်မျိုးကိုဒါလည်းဘိက္ခုလို့ခေါ်တယ်လို့ဟောတမင်မြတ်စွာဘုရားကနာမရူပဆိုတဲ့စကားလုံးလေးနဲ့သုံးဟောလိုက်တာအဲ့ဒါအမတ်တမဲ့ဟောတာမဟုတ်ဘူးဘုရားကအမတ်တမဲ့ဟောတာမျိုးဘယ်တော့မှမလုပ်ဘူးအတိတ်နဲ့ဆက်ပေးတာဆိုလိုတာကသူတို့ရဲ့ရင်ထဲနှလုံးထဲမှာ online ဖြစ်နေတာဒါပဲနာမရူပဆိုတဲ့စကားလုံး online ဖြစ်နေတယ်ကြားခဲ့ဘူးဒါကြောင့်မို့လို့ခုနကပြောတဲ့စကားဝိပဿနာသမ္မာဒိဋ္ဌိလေးဟာကိုယ်တဏ္ဍာမှာအချိန်တိုလေးပဲဖြစ်စေရှိတဲ့တယ်ရှိလိုက်မယ်ဆိုလို့ရှိရင်ဘုရားနဲ့ဆုံစည်းတဲ့အခါမျိုးကိုယ်ဘဝတန်တရားမှာဟောပြောနိုင်တဲ့ပုဂ္ဂိုလ်နဲ့ဆုံစည်းတဲ့အခါမျိုးမှာတရားဥတရားမြတ်ဆိုတာချက်ချင်းရသွားနိုင်တယ်ပေါ့အဲကြောင့်ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာအစင်းမြင်သမ္မာဒိဋ္ဌိတစ်ခုပါနောက်တစ်ခုကဇာနာသမ္မာဒိဋ္ဌိလို့ခေါ်တယ်ဇာနာသမ္မာဒိဋ္ဌိဆိုတာတော့သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ပေါပေါရောက်ရောက်တမာတိစွမ်းအားနဲ့အာယုံကိုရှုမှတ်နိုင်တဲ့ရှုမှတ်ရင်ကနေဖြစ်ပေါ်တဲ့အသိဉာဏ်တစ်မျိုးဇာနာသမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒါသမထကျင့်စဉ်နဲ့ပတ်သက်နောက်တစ်ခုကမေခသမ္မာဒိဋ္ဌိတဲ့မေခသမ္မာဒိဋ္ဌိဆိုတာကိုယ်ကလှုပ်ယူရတဲ့ဟာမဟုတ်ဘူးဝိပဿနာသမ္မာဒိဋ္ဌိကိုအဆင့်မြင့်အောင်ကြိုးစားအထောက်ခြင်းဖြင့်ရရှိလာတာကမေဃသမ္မာဒိဋ္ဌိအဲ့တော့မေဃသမ္မာဒိဋ္ဌိကသင်္ခါရတရားတွေကိုမြင်တဲ့အမြင်မျိုးမဟုတ်တော့ဘူးနိဗ္ဗာန်ကိုမြင်တာသူကြောင့်မေဃသမ္မာဒိဋ္ဌိဖြစ်လာလို့ရှိရင်နိဗ္ဗာန်ကိုအမှန်မြင်ရပြီနိဗ္ဗာန်ကိုမြင်ယုံနေမကဘူးအကာအကွယ်တွေစိတ်ရဲ့အညစ်အကြေးတွေကိုအဆင့်လိုက်ဖယ်ရှားပြစ်လိုက်တယ်နိဗ္ဗာန်ကိုမြင်ပြီးကိလေသာတွေကိုဖယ်ရှားတယ်ဒါမေဃသမ္မာဒိဋ္ဌိပဲမေဃသမ္မာဒိဋ္ဌိကအနိစ္စဒုက္ခအနတ္တမြင်တာမဟုတ်ဘူးသင်္ခါရတရားတွေကိုမြင်တာမဟုတ်ဘူးသင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမြင်ပြီးတော့ကိလေသာတွေကိုဖယ်ရှားပြစ်တယ်သူ့ရဲ့စွမ်းဆောင်ချက်ကဓမ္မကသမ္မာဒိဋ္ဌိဆိုတာကျင့်ရတဲ့အရာမဟုတ်ဘူးဝိပဿနာကိုကျင့်တဲ့အခါမှာမေဃသမ္မာဒိဋ္ဌိကဆိုက်ရောက်လာတာနိဗ္ဗာန်ကိုမြင်တဲ့အရာဟောနောက်တစ်ခုကဘာလို့ဆိုဖလသမ္မာဒိဋ္ဌိကိုယ်စိတ်နဲ့ရှင်တွဲလာတဲ့အသိဉာဏ်တစ်ခုလက်စိတ်ကနိဗ္ဗာန်ကိုမြင်ထားတယ်လို့ကိုယ်စိတ်ကထပ်မှန်ပြီးတော့မြင်တယ်ငြိမ့်သက်ပြီးသားကိလေသာတွေကိုထပ်မှန်ပြီးတော့ငြိမ့်အေးစေကိလေသာကုန်သွားတာကိုဘာဖြစ်လို့ကိုယ်စိတ်ကထပ်ပြီးတော့ငြိမ့်အောင်လုပ်တယ်လဲဆိုဒါစဉ်းစားလို့လွယ်လွယ်လေးကျမ်းဂန်တွေကဥပမာပေးထားတယ်ဘုန်းကြီးတို့တွေမြေကြီးကလေးတစ်ခုရေလေးလောင်းလိုက်လို့ရှိရင်မီးငြိမ့်သွားတယ်ဘာကြံသေးတုံးဆိုအပူလေးတွေကြံနေသေးတယ်အဲ့ဒီအပူလေးတွေငြိမ့်ဖို့ရအတွက်နောက်ထပ်ရေထပ်လောင်းထို့တူပဲမက်ကနေပြီးတော့မီးနဲ့တူတဲ့ကိလေသာတွေကိုငြိမ့်လိုက်တယ်သို့တော့ကိလေသာတွေရဲ့အပူငွေလေးတွေချမ်းနေသေးတယ်အဲ့ဒါကိုဖို့စိတ်ကထငြိမ့်တာဒါကိုပြောတာပฏิပတ္တတိ
ထပ်ပြီးတော့ငြိမ့်စေတယ်အဲ့ဒီအချိန်ကျတော့ခုနကမိလောင်ထားတဲ့မိသွေးခဲဟာလုံးဝအေးသွားပထမအချိန်ကတော့ပူးနေတော့မိတော့မရှိဘူးပူးနေသေးတယ်အဲ့တော့ဖို့စိတ်ရောက်သွားပြီဆိုလို့ရှိရင်ပူးနေတာတောင်မရှိတော့အေးသွားပြီလို့ဒီလိုပြောတယ်အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ကာမတက္ကတာသမ္မာဒိဋ္ဌိတဲ့ဝိပဿနာသမ္မာဒိဋ္ဌိသာနာသမ္မာဒိဋ္ဌိမေဃသမ္မာဒိဋ္ဌိဖလသမ္မာဒိဋ္ဌိလို့ဟောဒီလိုသမ္မာဒိဋ္ဌိ5မျိုးဆိုပြီးတော့တချို့စာပေမှာ5မျိုးရေးတာရှိတယ်နော်တချို့ကျတော့လည်း4မျိုးပဲရေးတာလည်းရှိတယ်ထားပါတော့အမျိုးအစားဆိုတာအကြည့်လိုက်ခွဲတာပေါ့အဲ့ဒီ5မျိုးဆိုရင်တော်တော်လေးပြည့်စုံသွားတယ်ပေါ့ကောင်းပြီသမ္မာဒိဋ္ဌိဆိုတာဘုန်းကြီးတို့တွေမှတ်ရမှာအသိဉာဏ်ကိုခေါ်တယ်အသိဉာဏ်ဟာ level တွေ degree တွေရှိတယ်အသိဉာဏ်ဆိုတာမြင်တယ်အခြေခံအားဖြင့်ဘာကိုမြင်လဲကံတိတာလင်ငါပိုင်တဲ့အရာငါဟာငါနဲ့သက်ဆိုင်တာလို့ကိုလုပ်တဲ့ကံကိုနဲ့သာသက်ဆိုင်တယ်လို့မြင်တဲ့အမြင်အခြေခံအားဖြင့်မြင်တဲ့အမြင်တစ်ခုပဲသို့တော့အထက်ကဉာဏ်နေတဲ့စာလို့ရှိရင်အပြော့တယ်သူဖယ်ရှားပြနိုင်တာကကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့မိစ္ဆာဒိဋ္ဌိဆိုတာတော့ပဲသူဖယ်ရှားနိုင်တယ်ပေါ့ကဲသူတဲ့အစင်းမြင်တာကြတော့ဝိပဿနာသမ္မာဒိဋ္ဌိသင်္ခါရတရားတွေနဲ့ပတ်သက်ပြီးတော့တတ္တဝါဆိုတဲ့အမြင်လေးကရှိနေသေးတယ်ယုံနဲ့နာနှမျိုးသားဆိုတဲ့အမြင်မရှိဘူးတတ္တဝါဆိုတဲ့အမြင်ရှိနေတယ်အဲ့ဒီအမြင်ကိုဖယ်ရှားပြလိုက်ပြီးတော့ယုံနဲ့နာနှမျိုးသားမြင်တယ်ဆိုဟောဝိပဿနာယုံနဲ့နာနှမျိုးတွေမြင်ုံမကဘူးထိုယုံနာဆိုတဲ့သင်္ခါရတရားတွေဟာမမြဲဘူးအနိစ္စဆင်းရဲတဲ့ဒုက္ခကိုမပိုင်ဘူးအနတ္တဒီသဘောတွေကမြင်လာတယ်ဟောမြင်မှုတွေကအဆင့်တက်လာတယ်ဇာနာသမာဓိဋ္ဌိဆိုတာကြတော့သမာဓိစွမ်းအားတွေနဲ့ပတ်သက်လာတဲ့အသိဉာဏ်တွေရလာတယ်အဘိညာဉ်တွေရလာတယ်ထူးခြားတဲ့အမြင်တွေရလာတယ်ဟောဝိပဿနာသမာဓိဋ္ဌိကနေရင့်တန်လာလို့ရသွားတဲ့ဟာမေဃသမာဓိဋ္ဌိမေဃသမာဓိဋ္ဌိကြတော့ဒုက္ခនិရောဓလို့ခေါ်တဲ့ဒုက္ခအလုံးချုပ်ရဖြစ်တဲ့နိဗ္ဗာန်မြင်ပြီဘုန်းကြီးတို့တွေကအခုချိန်မှာမှန်းဆပြီးတော့နိဗ္ဗာန်ကိုပြောနေကြတာနိဗ္ဗာန်ကိုမမြင်သေးဘူးနိဗ္ဗာန်ကိုမြင်နိုင်တာကကိုယ်တဏ္ဍာမှာမျက်စိပေါ်မှာမြင်တာနော်အဲ့ဒီကြရင်တော့ကိုယ်တွေ့မြင်ရပြီလို့ပြောအခုချိန်မှာမှန်းဆပြီးတော့ပြောနေကြဟောထားတဲ့တရားနာ၍ဖြစ်စေသူတော်ကောင်းတွေပြောထားတဲ့စကားကြား၍ဖြစ်စေအော်နိဗ္ဗာန်ဆိုတာဒီလိုဟာမျိုးမြင်တယ်ဝိပဿနာသမာဓိဋ္ဌိရင့်တန်လို့မေဃသမာဓိဋ္ဌိဖလားသမာဓိဋ္ဌိရောက်သွားပြီဆိုရင်သင်္ခါရတွေရဲ့ချုပ်ငြိမ်းရသို့မဟုတ်ဒုက္ခရဲ့ချုပ်ငြိမ်းရနိဗ္ဗာန်ကိုယ်တိုင်ကိုယ်ကြရှင်းရှင်းလင်းလင်းကြီးမြင်သွားပြီတဲ့ဟောအမြင်ဟာတစ်ခုနဲ့တစ်ခုအမတန်မြင်ခဲ့တဲ့နိဗ္ဗာန်ဘုန်းကြီးတို့တွေနေ့စဉ်မြင်နေတဲ့မျက်လုံးကမြင်နေတဲ့အမြင်နဲ့အမတန်မှခြားနာမျက်စိအမြင်ဆိုတာနော်တာမန်မျက်စိထဲမှာထင်ဟပ်လာတဲ့အရာပဲမြင်ရတယ်မျက်စိနဲ့မမြင်နိုင်တာတွေအများကြီးပဲအဲ့ထဲပဲအသိဉာဏ်လို့ဆိုတဲ့အခါမှာလည်းပဲအသိဉာဏ်ဟာအစဉ်စဉ်ဒီလိုရှိတယ်လို့ဒါသဘောပေါက်ပေါ့ဒီကောင်းပြီ right view right understanding လို့ခေါ်တဲ့ထူးခြားတဲ့ဉာဏ်သွေးမှန်ကန်တဲ့ဉာဏ်အမြင်တွေကိုတမ္မာဒိဋ္ဌိလို့ခေါ်ပြီးတဲ့ဒါတမ္မာဒိဋ္ဌိဆိုတာဘာလဲတမ္မာဒိဋ္ဌိအမျိုးအစားဘယ်နှခုရှိသလဲဆိုတဲ့မှတ်သားရပေါ့ဒါဖြင့်ဒီလိုတမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်မှန်ကန်တဲ့အသိရရှိလာဖို့ရအကြောင်းတရားတွေကဘာတွေလဲဘယ်ရာပဲဖြစ်ဖြစ်အကြောင်းတရားမရှိဘဲနဲ့မသိနိုင်ကြဘူးမပေါ်နိုင်ဘူးမြတ်စွာဘုရားကတမ္မာဒိဋ္ဌိရဲ့အကြောင်းတရားဆိုပြီးတော့ဟောထားတာနှစ်ခုတည်းပဲဟောပြထားဒါနှစ်ခုတည်းဆိုတာအခြေခံအကြောင်းတရားတွေကိုဟောတဲ့သဘော
နှစ်ခုတည်းကဘာတော့ဆိုရင်နံပါတ်1ကပရတောခောတာကိုပေါင်းတင်ဆက်ဆံတဲ့ပုဂ္ဂိုလ်သို့မဟုတ်ကိုကိုးကွယ်တဲ့ဆရာသမားထံကတရားဓမ္မနာယူရခြင်းဒါပရတောခောတာလို့ခေါ်ခောတာဆိုတာအတန်ပဲတရားသံဟောပြောတဲ့အတန်ဆိုလိုတာကသူတော်ကောင်းတရားကိုကြားနာတာကိုဆိုလိုပရတောခောတာဆိုပါစို့ရှင်သာရိပုတ္တရာမထေရမြတ်တောင်ငကိုယ်တော်ကတမ္မာဒိဋ္ဌိမှာဟုတ်မှာမဟုတ်ဘူးတမ္မာဒိဋ္ဌိမှာရှိမှာမရှိဘူးသူလက်ခံထားတာကမိစ္ဆာဒိဋ္ဌိဖြစ်နေဟောရှင်အတ္တဇိကနေပြီးယေဓမဟိတုပ္ပဝါတေတံဟိတုံတထာဂတောဆိုတဲ့ဒီဓမ္မဒေသနာကိုဟောပြောလိုက်တဲ့အတန်ဒါပရတောခောတာပဲရှင်အတ္တဇိထံကကြားရတဲ့တရားသာအဲ့ဒါကအကြောင်းတစ်ခုတဲ့တမ္မာဒိဋ္ဌိပြည့်ဖို့ရအတွက်ဒီအတန်မကြားရပဲနဲ့ဆိုလိုတာကတရားမနာရပဲသူတော်ကောင်းတရားမနာရပဲနဲ့မှန်ကန်တဲ့အမြင် right understanding right view ဆိုမဖြစ်နိုင်ဘူးဒါပြောတာနော်ဖြစ်နိုင်ကဲဒါဖြင့်ဒါကပြင်ပကအကြောင်းတရားမို့ဗဟိတ external condition လို့ခေါ်တယ်ပြင်ဘက်ကအကြောင်းတရားတစ်ခုပဲ external condition နဲ့ internal condition ဆိုပေါင်းဘယ်ရာပဲဖြစ်ဖြစ်အတွင်းနဲ့အပြင်ပေါင်းစပ်တာအခုလျှက်စစ်မီးလာနေတယ်ဆိုတာမီးကြိုးနှစ်ခုပေါင်းစပ်တာနော်နှစ်ခုပေါင်းမှအဲ့ဒါလိုပဲအခုအပြင်ဘက်ကတရားသံဘလောက်ကြာအတွင်းကအကြောင်းတရားမပါရင်မရဘူးနော်သာဝတိပြည်မှာဇေရွန်အကြောင်းမှာမြတ်စွာဘုရားတရားဟောတာပဲသာဝတိမြို့မှာရှိတဲ့လူတွေအကုန်လုံးအကျွတ်တရားရတာမဟုတ်ဘူးဘာဖြစ်လို့မရတာတော့ဆိုအတွင်းအစ္ဆဒအကြောင်းတရား internal condition မကောင်းလို့အပြင်ကတော့ဘုရားရဲ့တရားသံကြားနေကြရတာသို့တော့အတွင်းကမကောင်းရင်မရဘူးအတွင်းလဲကောင်းရမယ်အပြင်လဲကောင်းအဲ့ဒါဖြင့်အတွင်းအကြောင်းအရာဆိုပါတော့ဆိုယောနိသောမနတိကာရယောနိသောဆိုတာမှန်ကန်တဲ့နိလန်းနဲ့မနတိကာရစိတ်ထဲမှာနှလုံးသွင်းခြင်းသိမှတ်ခြင်းအင်္ဂလိပ်လိုပြန်ကြတဲ့အခါတော့ wise attention လို့ပြန်လေးရှိတယ် attention ပဲထိုတရားပေါ်မှာမှန်ကန်တဲ့နိလန်းနဲ့ဆင်ញင်သုံးသပ်နိုင်တဲ့ပညာစွမ်းရှိရမယ်ဆိုလိုတာကတော့တရားပေါ်မှာအလေးနဲ့ထားပြီးတော့ဆင်ញင်နိုင်တဲ့ပညာရှိဖို့လိုတယ်ကဲဗမာလိုရှင်းရှင်းပြောမယ်ဆိုရင်တမ္မာဒိဋ္ဌိဖြစ်ဖို့ရအတွက်နံပါတ်1ကတရားနာရမယ်နံပါတ်2ကဓက္ခံဖြစ်တဲ့အသိဉာဏ်ရှိရမယ်ဟောဒီနှစ်ခုပေါင်းစပ်မှတမ္မာဒိဋ္ဌိဆိုတာဖြစ်တယ်လို့ပြောတာပဲဟောပရတောခောတာနဲ့ယောနိသောမနတိကာရစာပေလိုမှတ်ချင်အဲ့ဒါလိုပဲမှတ်ပရတောဆိုတာတစ်ဖက်သားတခြားပုဂ္ဂိုလ်တူထံမှခောတာဟောပြောတဲ့အတန်ယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးသွင်းခြင်းအသိဉာဏ်ဖြင့်ဆင်ញင်သုံးသပ်နိုင်ခြင်းဆိုတဲ့ယောနိသောမနတိကာရအဲ့ဒီနှမျိုးနဲ့ပြည့်စုံမှတမ္မာဒိဋ္ဌိဆိုတာဖြစ်ပါတယ်တဲ့ဒါတမ္မာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားနှမျိုးလို့ဒီလိုမှတ်အဲ့တော့ကိုယ်တဏ္ဍာမှာပြည့်စုံရမယ့်အကြောင်းတရားကတော့ယောနိသောမနတိကာရပဲထိုယောနိသောမနတိကာရတစ်ခုတည်းနဲ့မရဘူးခုနကသူတော်ကောင်းတရားကြားနာခွင့်ရမှုဆိုတာအရေးပါသေးတယ်အဲ့ဒီအကြောင်းနှစ်ရပ်ပေါင်းစားလိုက်တဲ့အခါကျတော့မှတမ္မာဒိဋ္ဌိဆိုတာလေးတစ်ခုဖြစ်ပေါ်လာတာကိုယ်တဏ္ဍာကောင်းပြီအဲ့ဒီလိုဖြစ်ပေါ်လာတဲ့တမ္မာဒိဋ္ဌိဟာတမ္မာဒိဋ္ဌိအမျိုးအစားတွေကိုချက်ထွင်ပြီးတော့ကြည့်မယ်ရှင်သာရိပုတ္တရာမထေရမြတ်ကအလွန်ဉာဏ်ကြီးတာအလွန်ဉာဏ်ကြီးတဲ့အခါကျတော့တမ္မာဒိဋ္ဌိနဲ့လူတွေကပြောကြတယ်ဘယ်အတိုင်းတာနဲ့မှတမ္မာဒိဋ္ဌိခေါ်မလဲလို့ဆိုတဲ့အခါရှင်သာရိပုတ္တရာကအများနာလဲအောင်ဟောထားတဲ့တမ္မာဒိဋ္ဌိတုတ်ဆိုတာမဇ္ဈိမနိကေမှာပါရှိတယ်စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်များမဇ္ဈိမနိကေဥပရိပန္နတမှာတမ္မာဒိဋ္ဌိတုတ်ကိုဖတ်ရှုလို့ရပါတယ်
မြန်မာပြန်ထားတာလည်းရှိတယ်မစ္စည်းမနိကေကသုတ်ပေါင်း152သုတ်ရှိတယ်ထိုသုတ်တွေကမတိုးမရှိမှုအလယ်အလတ်မှုမစ္စည်းမလို့ခေါ်တယ်နိကာယဆိုတာစုဆောင်းထားတာ collect လုပ်ထားတာပေါ့နော် collection of the middle discourse လို့ပြောတာပြန် collection of middle discourse middle discourse အရှိကြီးလည်းမဟုတ်ဘူးအတူကြီးလည်းမဟုတ်ဘူးသိရှိတဲ့သုတ်တွေကြတော့ဒီကနိကာယလို့ခေါ်တယ်ဒီကနိကာယကြတော့ရှည်လျားတဲ့သုတ်တန်သူက34သုတ်ရှိဒီကနေ့မြန်မာနိုင်ငံမှာဒီသုတ်တွေကဖတ်ရှုလို့နားလည်နိုင်တဲ့အနေအထားရှိပါတယ်။နောက်မစ္စည်းမနိကေလို့ဆိုတာကခုနအလယ်လက်အရှိကြီးမဟုတ်အတူလည်းမဟုတ်တဲ့သုတ်ပေါင်း152သုတ်အဲ့ဒီမှာတမ္မာဒိဋ္ဌိသုတ်ဆိုတာရှင်သာရိပုတ္တရာကယဟန်တွေကိုရှင်းလင်းဟောကြားခဲ့တန်ခါပရိသတ်မှာယဟန်တွေကိုရှင်းလင်းဟောကြားခဲ့တဲ့သုတ်တံတစ်ခုရှိအဲ့ဒီသုတ်ကိုအတူချုပ်ပြီးတော့ပြောကြရရှင်သာရိပုတ္တရာကပြောတယ်အေးလူတွေပြောကြတယ်တဲ့တမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိနဲ့သူပြောကိုပြောနေကြတယ်ဘလောက်အတိုင်းတာနဲ့မှတမ္မာဒိဋ္ဌိဖြစ်တယ်လေတမ္မာဒိဋ္ဌိဖြစ်ဖို့ရအတိုင်းတာဘလောက်ရှိတယ်လဲဆိုပြီးပြောတဲ့အခါရှင်သာရိပုတ္တရာမထေရမြတ်ကရှင်းလင်းပြီးတော့ဖြေပေးတယ်အကုသိုလ်ကိုအကုသိုလ်လို့သိတာအကုသိုလ်ရဲ့အခြေခံတရားကိုအကုသိုလ်ရဲ့အခြေခံတရားလို့သိတာကုသိုလ်ကိုကုသိုလ်လို့သိတယ်ကုသိုလ်ရဲ့အခြေခံမူလတရားကိုကုသိုလ်ရဲ့အခြေခံမူလတရားလို့သိတာအဲ့ဒါလို့သိခြင်းဟာတမ္မာဒိဋ္ဌိပါပဲဒါသိအခြေခံကြတဲ့တရားတစ်ခုပဲဗမာလိုပြောမယ်ဆိုလို့ရှိရင်အကောင်းနဲ့အဆိုးခွဲခြားသိတာပေါ့ကုသိုလ်အကုသိုလ်သိတယ်အပြစ်ရှိတယ်အပြစ်မရှိဘူးသိတယ်ဆိုတာဒါအမတန်မှအရေးကြီးတဲ့ဟာတစ်ခုပဲကုသိုလ်အကုသိုလ်သိတယ်ဆိုတာအပြစ်ရှိတဲ့တရားနဲ့အပြစ်မရှိတဲ့တရားကိုသိတာအကောင်းနဲ့အဆိုးကိုသိတာအဲ့ဒီအကောင်းတွေရဲ့အကြောင်းတရားကအခြေခံကဘာလဲအဆိုးတွေရဲ့အခြေခံဘာလဲလို့သိတာအဲ့ဒီမှာလည်းပဲရှင်းရှင်းလေးရဲ့တမ္မာဒိဋ္ဌိဖြစ်ဖို့ရာအတွက်တဲ့အကုသိုလ်ကိုအကုသိုလ်လို့သိရမယ်အကုသိုလ်ရဲ့အကြောင်းတရားတွေကိုအကုသိုလ်ရဲ့အကြောင်းတရားလို့သိရမယ်တဲ့ဒါဖြင့်အကုသိုလ်ဆိုတာဘာတွေလဲလို့ဆိုဒုစရိုက်10ပါးကိုပြောတာဒါအများသိနေတဲ့ဒုစရိုက်10ပါးအေးအကုသိုလ်ဆိုတာတခြားမဟုတ်ဘူးတဲ့သူများတဲ့တတ်တာအကုသိုလ်ပေါ့သူများဥစ္စာခိုးတာသူတော်ဘာသာမယာထူလွန်ပြောပြမှားတာဟောကြည့်လိမ့်လေပြောတာတူနဲ့တူမတက်အောင်ဂုံးတိုက်တာဆဲတာဆိုတာအကျိုးမရှိတဲ့စကားတွေကိုပြောတာသူများပစ္စည်းကိုကိုပစ္စည်းဖြစ်ခြင်းနဲ့လောဘနဲ့တွေးတာလူတယောက်ပျက်စီးစေလို့တဲ့ဒေါသနဲ့တွေးတဲ့အတွေးကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့မှားယွင်းတဲ့အယူဆအလုံးပေါင်းလိုက်တဲ့အခါကျတော့10ခုမြန်မာလူမျိုးတွေဗုဒ္ဓဘာသာတွေသိတဲ့အတိုင်းဒုစရိုက်10ပါးလို့လည်းခေါ်တယ်အကုသလကာမပဋ္ဌတရား10ပါးလို့ခေါ်တယ်အေးအကုသိုလ်ဆိုတာအဲ့ဒါတွေကိုခေါ်တာအကုသိုလ်ရဲ့မူလအကြောင်းရင်းဆိုတာဘာတော့အေးအကုသိုလ်ရဲ့အကြောင်းတရားဆိုတာတခြားမဟုတ်ဘူးတဲ့လောဘဒေါသမောဟဒါအကုသိုလ်ရဲ့အကြောင်းတရားအကုသလမူလပဲလောဘဒေါသမောဟရှိနေသမျှခုနကဘာနာတိပါဒစသည်ဖြစ်နေဥမှာပဲဘာနာတိပါဒဖြစ်တာကဘာကြောင့်ဖြစ်တာတော့ဆိုဘာနာတိပါဒဟာဒေါသအခြေခံဖြစ်တာသူများတဲ့ကိုတတ်တယ်ဆိုတာကြည့်လေလူသားမှုကျူးလွန်တယ်ဆိုတာစိတ်ဆိုးမှန်ဆိုးဖြစ်ပြီးတော့တတ်တာပဲလေသွေးနဲ့တတ်တာမရှိဘူးလားလို့ဆိုသွေးနဲ့တတ်တဲ့လူကလည်းရံညိုးရှိလို့တတ်တာပဲဟောတတ်မှုကိစ္စမှန်သမျှဒေါသအခြေခံတယ်အဲကြောင့်မို့အဘိဓမ္မာထသင်္ဃာအကျမ်းမှာဒေါသမူလေနဇာယန္တိဒေါသကြောင့်ဖြစ်တာ
အဒိဏဒါနကြတော့ဘာအခြေခံတာတော့ဆိုလောဘပေါ့လိုချင်လို့ခိုးတာလောဘအခြေခံတယ်ပေါ့ဒီလိုဆိုလို့အဲ့ဒါလို့လောဘရှိနေမယ်ဒေါသရှိနေမယ်မောဟရှိနေမယ်ဆိုလို့ရှိရင်အကုသိုလ်တွေဖြစ်တာမို့အဲ့ဒီလောဘဒေါသမောဟဆိုတာတွေကိုအကုသလမူလအဲ့ဒီအကုသလမူလကိုပဲနာမည်တစ်မျိုးနဲ့24ပစ္စည်းမှာဟေတုပစ္စယောဟေတုလို့ခေါ်တယ်ဟေတုဆိုတာသစ်ပင်ကြီးတစ်ပင်မှာရေတောင်းမြင့်ခိုင်မာနေလို့ရှိရင်ထိုသစ်ပင်ရဲ့အကိုင်းတွေအခက်တွေအရွက်တွေအပွင့်တွေအသီးတွေစီပင်နေတယ်လို့ပဲအကုသိုလ်မှုတွေဟာလောဘရှိနေမယ်ဒေါသရှိနေမယ်မောဟရှိနေမယ်ဆိုရင်ဒီအမြစ်တွေချောင်းမို့လို့အကုသိုလ်တွေဟာဆက်လက်ရှင်သန်နေတယ်လို့ဒီလိုပြောတာဟိတုပစ္စည်းရဲ့အဓိပ္ပာယ်အဲ့ဒါလို့ဆိုလို့ဟေတုဆိုတဲ့နာမည်နဲ့သုံးတခါတည်းအဲ့ဒီဟေတုကိုပဲမူလဆိုတဲ့နာမည်နဲ့သုံးမူလဆိုတာအမြစ်ပဲလေတိုက်ရအမြစ်ကိုခေါ်တယ်အကုသိုလ်ရဲ့အမြစ်တွေအဲ့ဒီအမြင့်ရှိနေလို့ရှိရင်ခုနကအကိုင်းအခက်နဲ့တူတဲ့တတ်မှုဖြတ်မှုလူရမှုဆိုတဲ့ဒုစရိုက်တွေအကုန်ရှင်သန်ထွန်းကားနေမှာဒါကြောင့်မလို့ဗုဒ္ဓတရားတော်ကိုသိကြတဲ့ပုဂ္ဂိုလ်တွေကကမ္ဘာငြိမ်းချမ်းရေးကိုကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေလက်နဲ့ကြီးတွေကိုင်းနေပြီးတော့ငြိမ်းချမ်းရေးကြိုးစားနေတယ်ဘယ်လိုမှဖြစ်နိုင်ဘူးကမ္ဘာငြိမ်းချမ်းရေးရကြလို့ရှိရင်လူတွေတဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေကိုဖယ်ရှားအောင်သို့မဟုတ်ငြိမ်ဝတ်သွားအောင်လုပ်နိုင်တဲ့အကျင့်ကမှသာလေကမ္ဘာငြိမ်းချမ်းရေးကိုပေးနိုင်တယ်လို့ဒီလိုပြောတယ်နော်ခုလို့အကုသိုလ်ကိုအကုသိုလ်လို့သိတာသမာဓိဋ္ဌိပဲတဲ့ရှင်သာရိပုတ္တရာတခါကုသိုလ်ကိုကုသိုလ်လို့သိတာလည်းပဲသမာဓိဋ္ဌိပဲတဲ့ဒါဖြင့်ကုသိုလ်ဆိုတာဘာတွေလဲလို့မေးလို့ရှိရင်ရှေ့ရှေ့ဝေးဝေးမတွေးနဲ့သူများအသက်တတ်တာကရှောင်တယ်သူများဥစ္စာခိုးခြင်းမှရှောင်တယ်သူတစ်ပါးသားမယားပြမှားခြင်းမှရှောင်တယ်လိမ့်မပြောဘူးမှန်တာပဲပြောတယ်ဂုံးမတိုက်ဘူးတယောက်နဲ့တယောက်ညီညွတ်အောင်လုပ်ပေးတယ်မဆဲဘူးချိုးသားတဲ့စကားကျင်နာတဲ့စကားမျိုးပဲပြောတယ်အကျိုးမဲ့စကားတွေနဲ့အချိန်မဖြုံးဘူးကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေတဲ့စကားမျိုးတွေပဲပြောတယ်သူများပစ္စည်းကိုရလုံမှုနဲ့ဘယ်တော့မှလောဘနဲ့မတွေ့ဘူးသူတစ်ပါးတယောက်ပစ္စည်းလိုတဲ့စိတ်နဲ့ဘယ်တော့မှဒေါသနဲ့မတွေ့ဘူးကံကံရဲ့အကျိုးကိုလက်ခံတယ်ဆိုဟောတာတွေကကုသိုလ်တွေပဲဒါဖြင့်အဲ့ဒီကုသိုလ်တွေရဲ့မူလခြေခံအကြောင်းတရားပါလဲလို့ဆိုရင်ခုနကလောဘကိုဖယ်ရှားပြစ်နိုင်တဲ့အလောဘဒေါသကိုဖယ်ရှားပြစ်နိုင်တဲ့အဒေါသမောဟကိုဖယ်ရှားပြစ်နိုင်တဲ့အမောဟအလောဘအဒေါသအမောဟဆိုတဲ့ဒီသဘာဝတရားတွေဟာကုသိုလ်ရဲ့အမြစ်ပဲဒီသဘာဝတရားတွေမိမိတဏ္ဍာမှာရှင်သန်နေသေးသမျှကုသိုလ်တရားတွေရှင်သန်နေမှာပဲဟိတုပစ္စယောကုသိုလ်ဘက်ကဒါကြောင့်မလို့စာပေမှာဟိတ်6ပါဟိတ်6ပါဆိုဟိတ်ဆိုတော့လူတွေကနားလည်ခြင်းမှလဲမှာပေါ့စကားအသုံးလုံးကစာပေအသုံးလုံးဖြစ်နေအဲ့တော့ဟေတုဆိုတာအင်္ဂလိပ်လိုပြန်လို့ရှိရင်45ပဲ45လောက်တယ်ဆိုခိုင်မာအောင်လုပ်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်လောဘဒေါသအကုသိုလ်တွေခိုင်အောင်လုပ်တယ်အလောဘအဒေါသအမောဟကုသိုလ်တွေခိုင်အောင်လုပ်တယ်ဟောဒီသဘောကိုပြောတာဒီကောင်းပြီရှင်သာရိပုတ္တရာမထေရမြတ်ကအခြေခံအားဖြင့်လောဘဒေါသမောဟအလောဘဒေါသအမောဟအခြေခံပြီးတော့ဖြစ်လာတဲ့ကုသိုလ်အကုသိုလ်ကုသိုလ်ရဲ့အကြောင်းတရားအကုသိုလ်ရဲ့အကြောင်းတရားဒါသိရင်ပဲတမ္မာဒိဋ္ဌိဆိုတာခေါ်နိုင်ပါလေဒါတမ္မာဒိဋ္ဌိပါပဲအဲ့ဒီကနေတဆင့်တက်ပြီးတော့အကုသိုလ်ဆိုရင်ဖယ်ရှားရတယ်ကုသိုလ်ဆိုရင်တိုးပွားအောင်လုပ်ရမယ်ဟောအတိတွေကကုသိုလ်အကုသိုလ်သိပြီးတဲ့နောက်မှာဘာလုပ်ရမလဲဆိုအကုသိုလ်ဆိုတာပါဟတ္တပမိမိတဏ္ဍာမှာမဖြစ်စေရဘူးဖယ်ရှားရမယ်ကုသိုလ်ဆိုတာဘာဝေတ္တပကိုယ်တဏ္ဍာမှာဖြစ်စေရမယ်တိုးပွားအောင်လုပ်ရမယ်ဟောလုပ်ငန်းသဘောပါလာအဲ့ဒါလို့သိလို့ရှိရင်တမ္မာဒိဋ္ဌိလို့ဒီလိုခေါ်ဒါနဲ့မကဘူးရှင်သာရိပုတ္တရာအဲ့ထဲမှာသစ္စာ 4 ပါးကိုသိတာလဲတမ္မာဒိဋ္ဌိတဲ့
နောက်တစ်ခါပရိစ္ဆသမုပ္ပါဒ်ကြီးတစ်ခုလုံးကိုထည့်သွင်းပြီးတော့ဟောတော်လိုက်သေးတယ်တမ္မာဒိဋ္ဌိကိုရှင်းပြဖို့ပရိစ္ဆသမုပ္ပါဒ်ကိုထည့်သွင်းသွားဘယ်လိုထည့်သွင်းသွားတော့ဆိုကိုရမယ်နာရမယ်ဆိုတာသိတာလေတမ္မာဒိဋ္ဌိပဲတဲ့နော်စရာမရဏအိုခြင်းတရားသိခြင်းတရားကိုသိတာတမ္မာဒိဋ္ဌိအဲ့ဒီအိုခြင်းတရားသိခြင်းတရားဟာဘာကြောင့်ဖြစ်တာတုံးဆိုရင်ဇာတိသမှုရယစရာမရဏသို့မဟုတ်ဇာတိပစ္စေစရာမရဏဇာတိဟာအကြောင်းတရားပဲစရာမရဏကိုသိတယ်စရာမရဏရဲ့အကြောင်းတရားဖြစ်တဲ့ဇာတိကိုသိတယ်ဒါဖြင့်အဲ့ဒီစရာမရဏရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုလည်းသိတယ်ထိုစရာမရဏချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကဘာလဲတမ္မာဒိဋ္ဌိစတဲ့မဂ္ဂင်၈ပါးအကျင့်တရားပဲလို့ဒီလိုသိတယ်ပရိစ္ဆသမုပ္ပါဒ်ကိုနောက်ကြောင်းပြန်ပြီးတော့ရှင်သာရိပုတ္တရာကတမ္မာဒိဋ္ဌိကို၄မျိုးခွဲပြီးတော့သစ္စာ၄ပါးရဲ့ပုံစံနဲ့ရိုက်ပြီးတော့ဟောသွားတယ်သစ္စာ၄ပါးပုံစံနဲ့အကွက်ထည့်ပြီးတော့ဟောသွားတယ်ဇာတိကိုသိတယ်ဇာတိရဲ့အကြောင်းတရားကဘာလဲဘဝပစ္စယဇာတိဇာတိရဲ့အကြောင်းတရားကိုလည်းသိတယ်ဇာတိရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုသိတယ်ထိုချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဆိုတာမဂ္ဂင်၈ပါးပဲဒါကိုလည်းသိတယ်ဆိုပြီးတော့ပရိစ္ဆသမုပ္ပါဒ်ကိုနောက်ဆုတ်ပြီးတော့ပြောသွားတာနောက်ဆုံးဘယ်ထိရောက်သွားတော့လို့ဆိုတဲ့အခါအဝိဇ္ဇာထိအောင်ရောက်သွားဝိဇ္ဇာထိအောင်ရှင်းသွားဒါဖြင့်အဝိဇ္ဇာပြီးတော့ရပ်သွားလားလို့ဆိုမရပ်သေးဘူးအဝိဇ္ဇာကြောင့်ဘာတွေဖြစ်တုံဆိုအာတဝဆိုပြီးတော့တစ်ခါလာပြန်တယ်အာတဝကာမတဝဘဝတဝဒိဋ္ဌတဝအာတဝဆိုတာမပြတ်စည်းဝင်နေတဲ့သဘောပဲဘုန်းကြီးတို့တဏ္ဍာမှာသို့မဟုတ်တတ္တဝါတွေတဲ့တဏ္ဍာမှာမပြတ်စည်းဆင်းပြီးတော့စည်းဝင်နေတာဟာဘာလဲလို့ဆိုရင်လောဘဟာမပြတ်စည်းဝင်နေတာပဲမှားရတဲ့အယူဝါဒတွေဟာလည်းမပြတ်စည်းဝင်နေတဲ့သဘောပဲဒီကမ္ဘာလုံးအပြန့်အနှံ့လူပြည်တွေမကဘူးနတ်ပြည်ဗြဟ္မပြည်ထိအောင်စည်းဝင်နေတယ်အဝိဇ္ဇာဆိုတဲ့သဘောတရားတွေကလည်းစည်းဝင်နေတယ်ကာမတဝတဲ့ဘဝတဝတဲ့ဒိဋ္ဌတဝတဲ့အဝိဇ္ဇာတဝအာတဝတရား၄ပါးလို့ခေါ်တယ်အဲ့ဒီအာတဝတရား၄ပါးကိုတရားကိုကောက်လိုက်ရင်ကာမတဝနဲ့ဘဝတဝဆိုတာလောဘကိုပြောတာဒိဋ္ဌတဝဆိုတာဒိဋ္ဌိကိုပြောတာအဝိဇ္ဇာတဝကမောဟကိုပြောတာစွမ်းအားထက်ပြီးတော့တတ္တဝါတွေရှိသမျှဘုံဌာနတွေအမြဲမပြတ်စည်းဝင်နေတဲ့သဘောတရားတွေသို့မဟုတ်တန်တရားထဲမှာအလွန်ကိုကြာညောင်းခဲ့တဲ့အချင်းပေါက်နေတဲ့သဘောတရားတွေလို့ဒီလိုဆိုလိုတာပဲအဲ့ဒီအာတဝတွေကိုလည်းသိတယ်အာတဝရဲ့အကြောင်းတရားကိုလည်းသိတယ်အာတဝချုပ်ရာနိဗ္ဗာန်ဆိုတာကိုလည်းသိတယ်အာတဝချုပ်ရာရောက်ကြောင်းမဂ္ဂင်၈ပါးအကျင့်တရားဆိုတာကိုလည်းသိတယ်လို့ဆိုတဲ့ဒီအသိဟာတမ္မာဒိဋ္ဌိပါပဲလို့အဲ့ဒီမဇ္ဈိမနိကေမှာလာတဲ့တမ္မာဒိဋ္ဌိတုတ်မှာရှင်သာရိပုတ္တရာမထေရကဒီလိုရှင်းပြီးတော့ဟောထားအဲ့တော့ရှင်သာရိပုတ္တရာရဲ့နိနာနေတရားကိုယူပြီးတော့အကျယ်ချဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘုရားတရားတော်နဲ့ပတ်သက်ပြီးတော့ကြည့်စရာတွေအများကြီးပဲပေါ့အလုံးသိသိလိုက်တာတွေကိုသိတာအဲ့ဒါတမ္မာဒိဋ္ဌိပဲလို့ဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့ဒါဖြင့်ကောင်းပြီဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာပရတောခောတလို့ဆိုတဲ့တရားနာရတာရဲ့ယောနိသောမနတိကာရဆိုတဲ့အသိဉာဏ်နဲ့စဉ်းစားနိုင်တာရဲ့ဒီနှစ်ခုကြောင့်တမ္မာဒိဋ္ဌိဆိုတဲ့အပင်ကလေးတစ်ခုပြိုးမိပြီကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာရောက်လာပြီဆိုလို့ရှိရင်ရှင်သန်ထွားကြိုင်းအောင်မလုပ်ရမလဲဘုန်းကြီးတို့တွေသစ်ပင်လေးတစ်ပင်စိုက်တယ်သစ်ပင်လေးတစ်ပင်စိုက်တဲ့အခါမလုပ်ရမလဲကြည့်မယ်ဆိုလို့ရှိရင်မြေတော်မြောက်ပေးရတယ်အဲ့ဒီသစ်ပင်ပေါ်မှာလာပြီးတော့ကြတဲ့ပိုးတွေဘာတွေပင်ကူမှင်တွေဒါတွေကိုဖယ်ရှားပြရတယ်သစ်ပင်စိုက်တဲ့လူတွေဒါတွေသိတယ်နော်ဟုတ်လားရေလောင်းတယ်ပေါင်းတင်တယ်နောက်ပြီးတော့ဗာမြေဩဇာထည့်ပေးရတယ်ဖာတလိုက်ဇာထည့်ပေးရတယ်
စိတ်တို့နွားတို့မစားရအောင်ခြံခတ်ပေးရတယ်ဟောတစ်ပင်နဲ့ပတ်သက်ပြီးတော့စောင့်ရှောက်တယ်အဲ့ဒါလို့စောင့်ရှောက်လိုက်လို့ရှိရင်ထိုတစ်ပင်လေးဟာအညွန့်တလူလူနဲ့တက်လာပြီးတော့နောက်ဆုံးမှာလှပတဲ့အပွင့်လေးတွေပွင့်လို့လိုချင်တဲ့အသီးလေးတွေကိုတီးပေးမှဖြစ်တယ်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလည်းပဲအခုပြောခဲ့တဲ့ပရဒောဂောသနဲ့ယောနိသောမနတိကာရဆိုတဲ့အကြောင်းတရားလေးနှစ်ခုပေါ်မှာအခြေခံပြီးတော့တမ္မာဒိဋ္ဌိဆိုတဲ့အပင်ကလေးပြိုးမိထားပြီဝိပဿနာတမ္မာဒိဋ္ဌိပဲဖြစ်ဖြစ်နော်ကာမတက္ကတာတမ္မာဒိဋ္ဌိပဲဖြစ်ဖြစ်အဲ့ဒီအပင်ကလေးပြိုးမိထားတယ်ပြိုးမိထားတဲ့ဟောဒီအတိညာလို့ခေါ်တဲ့တမ္မာဒိဋ္ဌိပင်ပြိုလေးရှင်သန်နေအောင်ဘာတွေလုပ်ပေးသင့်တယ်လဲဆိုတာကိုလည်းမြတ်စွာဘုရားကဟောထားတာရှိတယ်အဲ့ဒီတုတ်ကိုအနုဂဟိတတုတ်လို့ခေါ်တယ်စာပေကိုစိတ်ဝင်စားလို့ရှိရင်တော့အင်္ဂုတ္တရနိကာယပိစကနိဗ္ဗာန်ဆိုတာကိုဖတ်ကြည့်လို့ရှိရင်တွေ့တယ်အနုဂဟိတတုတ်အနုဂဟိတဆိုတာအထောက်ကူပြုခြင်းကုညီထောက်ပံ့ပေးခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒီအနုဂဟိတတုတ်ကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင်မိမိတို့ရင်ထဲမှာပြိုးမိထားတဲ့တမ္မာဒိဋ္ဌိဆိုတဲ့အပင်လေးကိုဘာနဲ့ထိမ့်သိမ်းဆောက်ရှောက်ပေးရမလဲတမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်လေးရှင်သန်ထွားကြိုင်းလောက်အောင်ဘာလုပ်ပေးရမလဲဆိုတာကိုမြတ်စွာဘုရားဟောထားတာရှိတယ်ဘာနဲ့အထောက်အကူပြုရမလဲနံပါတ်1ကသီလာနုဂဟိတာကိုချင်းတရားနဲ့အထောက်အကူပြုပေးထားပါကိုချင်းတရားပြက်ပြီဆိုလို့ရှိရင်ဒီတမ္မာဒိဋ္ဌိဟာရှင်သန်နိုင်ခြင်းမရှိဘူးနော်ကိုချင်းတရားလို့ဆိုလို့ရှိရင်ကဲတစ်ပင်လေးတစ်ပင်တော့ပြိုးတော့ထားပါရဲ့ခြံစည်းကိုကာမထားဘူးဆိုလို့ရှိရင်အကောင်မလောင်တွေကဝင်ပြီးတော့မစားပြီဘူးလားခဏခဏအညွန့်ကျိုးရှင်သန်နိုင်စွာမရှိဘူးနော်အဲ့ဒါလိုပဲမိမိတဏ္ဍာမှာရှိတဲ့တမ္မာဒိဋ္ဌိဆိုတဲ့ဒီအသိဉာဏ်လေးရှင်သန်ဖို့အတွက်ကိုချင်းတရားဆိုတာလေးနဲ့ခြံခတ်ပေးဖို့လိုတယ်တဲ့ဒါပြောတာကိုချင်းတရားသီလာနုဂဟိတတမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်လေးကိုကိုချင်းတရားလေးနဲ့ပံ့ပိုးပေးပါတဲ့ထောက်ကူပြုပေးပါဒါကြောင့်မို့ကိုချင်းတရားခိုင်ခိုင်မာမာရှိရမယ်ဒီကိုချင်းတရားဆိုတော့ဘာတွေလဲလို့မေးစရာရှိတယ်မြတ်စွာဘုရားကလွယ်လွယ်လေးဟောထားတာကိုချင်းတရားဆိုတာမလုပ်ရတာကိုမလုပ်ဖို့နဲ့လုပ်ရမယ့်ဟာကိုလုပ်ဖို့ပါဒီနှစ်ခုပါစာလို့ပြောလို့ရှိရင်ဝါရိတ္တသီလတားမြစ်ထားတာလောကမှာလည်းပဲဥပဒေနိုင်ငံတော်အစိုးရတွေကချမှတ်ထားတဲ့ဥပဒေဆိုတာမလုပ်ရဘူးနဲ့လုပ်ရမှာနှစ်ခုပဲရှိတာပါဒီနှမျိုးပဲရှိတာမဟုတ်လားလောကလူတွေမှာကိုချင်းတရားဆိုတာလည်းမလုပ်ရမှာနဲ့လုပ်ရမှာဒီနှစ်ခုတည်းပဲရှိတယ်အကျဉ်းချုပ်လိုက်လို့ရှိရင်အေးမလုပ်ရဘူးလို့ပြောတာဝါရိတ္တသီလလုပ်ရမယ်လို့ပြောတာစာရိတ္တသီလကဲမလုပ်ရဘူးလို့ပြောတာအလုံးသိတဲ့အတိုင်းပဲပါဏာတိပါဒအရိဏဒါနဆိုတဲ့ဒီ၅ပါးသီလနဲ့ပတ်သက်တဲ့ပြစ်မှုတွေဒါတွေကိုမလုပ်ရဘူးလို့ပြောတာအဲ့ဒါတွေလုပ်လို့ရှိရင်တမ္မာဒိဋ္ဌိဟာရှင်သန်မှာမဟုတ်ဘူးတဲ့ဒါကြောင့်တမ္မာဒိဋ္ဌိရှင်သန်ခြင်းမလုပ်ရမယ့်ဟာကိုရှောင်ဖို့လိုတယ်ဒါဖြင့်လုပ်ရမှာဟာဘာတွေလဲလှုပ်တဲ့လှုပ်ထိုက်တာကကြည့်လေစာရိတ္တသီလဆိုတာမိဘဆိုတာပြုစုလုပ်ကြွရတယ်ကုသိုလ်ကောင်းမှုတွေဆိုတာလုပ်ရတယ်စသဖြင့်လောကမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုမြတ်စွာဘုရားညွှန်ထားတယ်လူရလွတ်ဖြစ်လာလို့ရှိရင်လူလောကအကျိုးပြုတဲ့လုပ်ငန်းတွေဒါလုပ်ရမှာပြောတယ်လှုပ်တဲ့လှုပ်ထိုက်တာပြောတယ်အဲ့ဒီလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ပြီးဆိုပါစို့လောကလူတွေစီးပွားရှာကြတယ်စီးပွားဥစ္စာရထားတဲ့စီးစိမ်ဥစ္စာတွေကဘာလို့ဖို့သိမ်းထားဖို့လားသိမ်းထားဖို့မဟုတ်ဘူးရထားတဲ့စီးစိမ်ဥစ္စာတွေနဲ့ဘာလို့အတ္တနံဒုခေတိကိုချမ်းသာအောင်နေရမယ်ဒီပစ္စည်းတွေကိုအသုံးပြုပြီးတော့ချမ်းသာအောင်နေရမယ်နံပါတ်1ကိုချမ်းသာအောင်နေရမယ်နံပါတ်2
မိဘတွေချမ်းသာအောင်ထားနံပါတ်3သားမယားမိတ်ဆွေသင်္ကားတွေချမ်းသာအောင်ထားနံပါတ်4ကုသိုလ်ကောင်းမှုလုပ်ရမယ်ဒါလုံးတဲ့နာပဲစာရိတ္တလို့ခေါ်တယ်ဒါအဲ့ဒါလို့လုပ်ရမယ့်ဟာကိုလုပ်မလုပ်ရမယ့်ဟာကိုရှောင်အဲ့ဒါကိုပဲကိုချင်းတရားလို့ပြောတာပါတဲ့နော်အများပေါ်မှာမေတ္တာထားတာတို့မနာလိုမုန်းတိမှုစိတ်တွေမထားတာတို့ကိုယ့်ရဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ပေါ်မှာကရုဏာထားတာတို့ကိုယ့်ရဲ့သာသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာမုရိဒပွားတာတို့ဒါလုပ်ရမယ့်ဟာတွေပဲမလုပ်ရမယ့်ဟာတွေလည်းမလုပ်ဖို့ပေါ့အဲ့ဒါလို့ကိုချင်းတရားနဲ့ထိမ့်သိမ့်ပြီးတော့ပံပိုးထားမယ်ဆိုလို့ရှိရင်ဒီတမ္မာဒိဋ္ဌိအသိဉာဏ်လေးဟာရှင်သန်လာမှာပါတဲ့ကဲဒါရင်နှုံတော့တာဆိုတော့မလုံလောက်သေးဘူးတမ္မာဒိဋ္ဌိရှင်သန်ဖို့အတွက်လှုပ်ရှားလေးတွေကြံသေးတယ်နောက်တစ်ခုကတုတ္တနုဂဟိတာတုတ္တဆိုတာတရားနာရမယ်စာသင်ရမယ်သင်တာလဲနာတာပဲဒီမထူးပါဘူးရှင်းတော့ကတုတ္တလို့ပဲတုံးလိုက်တယ်ခုခေတ်လည်းမြင်ဦးလားတုတ္တဆွဲဆောင်ကျမ်းလို့ဘာလို့ဒီလိုရေးကြတယ်တုတ္တဆိုတာနားထောင်ကြတာပဲလေလူတွေကဒါပဲနားထောင်တယ်ဆိုတဲ့နေရာမှာအပျော်ပါးအတွက်သချင်းနားထောင်တာတစ်မျိုးဘောဓုတ္တစီးပူးတဲ့အနေနဲ့နားထောင်တာတစ်မျိုးဘောဓုတ္တဆိုတဲ့နေရာမှာနော်လောကီဘောဓုတ္တလောကုတ္တရာဘောဓုတ္တလို့ရှိတယ်ဒီနေရာမှာတုတ္တဆိုတာဘာကိုပြောတာလဲဘုရားဟောထားတဲ့မှန်ကန်တဲ့ဘဝနေနည်းထိုင်နည်းအစပြီးတော့လက်ညွှန်ချက်လေးတွေတရားဓမ္မလေးတွေဒါတွေကိုမှတ်သားတယ်နာယူတယ်လေ့လာတယ်ဟောတာတုတ္တလို့ခေါ်အဲ့ဒီတုတ္တနဲ့ပံ့ပိုးပေးပါတဲ့ပံ့ပိုးပေးမှဟောဒီတမ္မာဒိဋ္ဌိဆိုတဲ့မိမိတဏ္ဍာမှာပြိုးမိထားတဲ့အသိဉာဏ်ဟာရှင်သန်လာမှာပါတုတ္တဆိုတာလေရေလောင်းထဲ့တယ်လို့ပဲသစ်ပင်လေးဟာစိုက်တော့စိုက်ထားတဲ့ရေမလောင်းဘူးဆိုရင်ညှိုးချောက်သွားမှာပေါ့ရင်ထဲမှာပြိုးထားတဲ့တမ္မာဒိဋ္ဌိလေးကလည်းတုတ္တနဲ့ထပ်ပြီးတော့မဖြည့်ဘူးဆိုရင်ကုံသွားပြီဘူးလားကုံသွားတယ်ရေမလောင်းရင်ခြောက်သွားတယ်လို့ပဲသူလည်းခြောက်သွားမှာပဲအေးဒါကြောင့်မို့တုတ္တနဲ့အားဖြည့်ပေးပါတဲ့ဒါမို့တရားနာရတယ်စာပေတွေဖတ်ရှုရတရားနာပြီးတဲ့အချိန်နဲ့မနာခင်ကအချိန်အလွန်กว่าမသိသေးတဲ့အချိန်နဲ့သိတဲ့အချိန်အလွန်กว่าမန္တလေးမှာဘုန်းကြီးတို့အဘိဓမ္မာသင်တန်းတက်ပြီးတဲ့ဆရာဝန်လူငယ်တဦးနဲ့တွေ့တယ်အဲ့ဆရာဝန်လူငယ်တဦးကဘုန်းကြီးနဲ့တွေ့တော့ဗာလျှောက်တော့ဆိုအရှင်ဘုရားတဲ့တပည့်တော်အဘိဓမ္မာသင်ပြီးတော့တပည့်တော်ကိုတပည့်တော်ဓာရီမသိပဲနဲ့များငါဒီမသင်ရခင်ဓာရီများမသိပဲနဲ့ငါတည်သွားလို့ရှိရင်လူဖြစ်ချိုးနှက်မှာမဟုတ်ဘူးခုတော့ငါကံကောင်းလိုက်တာဓာရီသိရပြီဟောလူဘဝရလာဓာသိတာမှမဟုတ်ပဲကိုအဘိဓမ္မာသင်တန်းတက်လိုက်လို့ဓမ္မအသိတွေသူကျင်နဲ့ရောက်လာတဲ့အခါမှာအပဒယသူပြောဓာရီမသိပဲနဲ့များတည်သွားရင်ငါလူဖြစ်ချိုးနှက်မှာမဟုတ်ဘူးလို့တပည့်တော်စဉ်းစားမိတယ်ဗျာလျှောက်ဖို့တယ်မှတ်နေတန်ဒီအသည့်တွေမရဘဲနဲ့တည်သွားလို့ရှင်လူဆိုတာဘာတန်ဖိုးရှိလောကမှာလူတွေကလူဘဝမှာရောက်လာတဲ့အခါမှာစားစရာရှားတာဝတ်စရာရှားတာနေစရာရှားတာဒါထုံးစံလူမှမဟုတ်ဘူးတိရစ္ဆာန်တွေလည်းသူတို့စားဖို့နေဖို့ရှားကြတာပဲငှက်ကလေးတွေလည်းအသိမ့်လောက်တာပဲဒါသူတို့နေစရာရှားတာပဲလေမရှားတာပဲဒီကောင်နေနောက်တစ်ကောင်ရှားတာလဲရှားတာပဲလူတွေလည်းဒါရှားနာပဲဟုတ်ကဲ့အဖော်ရှားတာလဲရှားတာပစ္စည်းရှားတာလဲရှားတာဘဝယတ္တိရေးအတွက်စားစရာဝတ်စရာနေစရာရှားတဲ့ဟာဘာမှထူးဆန်းတယ်မဟုတ်ဘူးသက်ရှိတ attva မှန်သမျှရုန်းကန်ပြီးရှားပွေးနေတဲ့အဆင့်ပဲရှိတယ်ထူးခြားတာတစ်ခုမှမပါဘူးဓမ္မအသိဉာဏ်ကိုမှမရှာနိုင်ဘူးဆိုလို့ရှိရင်လူဆိုတာဟာဘာထူးမှာတော့တိရစ္ဆာန်နဲ့မထူးလေတိရစ္ဆာန်တွေလည်းဒီဆင့်တော့ရှာတာပဲသူတို့လည်းရှာတာပဲလေအေးဒါကြောင့်မလို့လူဖြစ်လာတဲ့ဆိုရင်တို့တာမန်တဲ့မကရှာရမယ်အဲ့ဒါပြောတာတုတ္တဆိုကဲကောင်းပြီတုတ္တဆိုတာရေလောင်းပေးတာလေအလားတရာတူတယ်အေးရေလောင်းနေပြီမလို့
တစ်ပင်မှာတခါကြတော့ပိုးကောင်လေးတွေဖမ်းယူဖို့ဆိုပြီးတော့မြင်မှုကြလိုက်မယ်ပင်ကူအိမ်နေလာလောက်တတ်တယ်လေပင်ကူတွေကနေလာပြီးတော့အိမ်နေဖွဲ့တတ်တယ်အပင်လေးတွေအကိုင်းလေးတွေရစ်ပတ်ထားတယ်သူကကြိုးနဲ့တုတ်ထားသလိုပဲအပင်လေးတွေအညွန့်လေးတွေလာပြီးတော့တုတ်တယ်အဲ့ဒီဟာလေးတွေလည်းဖယ်ရှားပစ်ဖို့လိုသေးတယ်အနှုတ်ဖို့ဆိုရင်တစ်ပင်လေးဟာထွားကြိုင်ရှင်းတန်ဖြစ်မှာမဟုတ်ဘူးအဲ့ဒီလာပြီးတော့ပိုးမြင်နေလာတန်းသွားတာကိုဖယ်ရှားပစ်ဖို့လိုတယ်ထို့တူပဲလူတွေဟာတုတ္တဆိုတာရှိပေမဲ့လို့ပိုးမြင်တန်းတယ်လို့ပဲတခါကျတော့မရှင်းလင်းတဲ့အချက်တွေအများကြီးရှိတယ်မို့လားအေးတရားတော်နာတယ်ဒီတရားတွေကမရှင်းလင်းတဲ့အချက်တွေမသိကြတဲ့အချက်တွေဇဝေဇဝါဖြစ်နေတဲ့အချက်တွေအဲ့ဒါတွေအတွက်လည်းလုပ်ပြီးဖို့လိုသေးတယ်တဲ့အဲ့ဒါကကြတော့တာကိစ္ဆာနုဂဟိတာတမ္မာဒိဋ္ဌိမြတ်စွာဘုရားကတရားဟောတာအလွန်တောင်းစီတယ်ပြောစရာမရှိဘူးအေးတုတ္တပြီလို့ရှိရင်တာကိစ္ဆာဆိုတာဆွေးနွေးတာမေးမြန်းတာဘယ်ဟာလေးဖြင့်မရှင်းလို့ဘယ်ဟာလေးဖြင့်ရှင်းအောင်ဆွေးနွေးခြင်းလေ့လာခြင်းမေးမြန်းခြင်းဖြင့်မရှင်းတဲ့အချက်တွေရှင်းတယ်တန်တရားဖြစ်နေတဲ့အချက်တွေတန်တရားကင်းသွားတယ်အဲ့ဒါဘာနဲ့တူလို့ဆိုပိုးမြင်လေးတွေဖယ်ရှားပြစ်တာနဲ့တူပါတယ်တမ္မာဒိဋ္ဌိဆိုတဲ့ပြိုးပင်လေးပေါ်မှာလာပြီးတော့ရစ်နှောင်ထားတဲ့မရှင်းလင်းတဲ့တန်တရားတွေဖယ်ရှားပြစ်လိုက်တယ်တာကိစ္ဆာနဲ့ဖယ်ရှားပြစ်ရမယ်ဒါပြောတယ်ဆွေးနွေးတယ်သို့တော့ဒီတာကိစ္ဆာဆိုတာကိုအလွဲသုံးစားလောက်တတ်တာလည်းရှိသေးတယ်ဗမာပြည်မှာတရားဆွေးနွေးပွဲဆိုပြီးတော့ရံဖြစ်ကြတာလေထပြီးတော့ရံဖြစ်ကြတယ်အဲ့ဒါကြတော့တရားဆွေးနွေးတာမဟုတ်မတရားဆွေးနွေးနေတာသူတို့ကအဲ့ဒီတချို့ကတရားဆွေးနွေးတယ်ဆိုကြတဲ့သူကငါသိတယ်ငါတတ်တယ်ငါတော်တယ်ဆိုတာကိုပြခြင်းလို့လုပ်တာဆိုရင်အဲ့ဒီကလေးကမှားနေပြီရည်ရွယ်ချက်ကနော်အညာမှာအလှမတ်တက်တွေပါလေရှိရင်အဖိုးကြီးတွေစကားဝိုင်းသွားငယ်တုန်းကတွေ့ဘူးတယ်ညင်းညခုံညအလှရှင်ကနေမတ်တက်ထဲမှာလူလေးစီအောင်လို့ဆိုပြီးတော့အဖိုးကြီးတွေကိုလက်ဖက်ဝိုင်းလေးချပေးထားရှင်သွေးချမ်းလေးတကရာချပေးထားလက်ဖက်တုံနဲ့ချင်းတုံနဲ့အဲ့ဒါလေးစားပြီးအဖိုးကြီးတွေစကားညင်းညတယ်လေတရားညင်းညတယ်ဘာညင်းတယ်ကြမ်းကြမ်းဖန်ဖန်ညင်းတယ်လက်ဖက်ပကံဒါရုပ်လားနံလားဆိုလက်ဖေးပကံစောင့်ချပြီးတော့ရုပ်လားနံလားစောင့်ချမှတော့လက်ဖေးပကံကွဲသွားတယ်ပေါ့အဲ့ဒါလို့လက်ဖေးပကံကွဲအောင်ညင်းကြတာတွေလည်းရှိသေးတယ်ဒါမှအကျိုးမရှိပဲနဲ့လေဒီဆရာတော်ကြီးကတတိပေးတယ်လေတပိုင်းကြောင့်ကြက်စာရယုံနဲ့ခက်ပါလသဘောညင်တက်မာနအပြောတန်နဲ့ဒေါသမန်ထုပွားဆိုစာလေးကိုနာတစ်ကြောင်ဒီနာတစ်ကြောင်ကြက်ပြီးတော့ဒါလေးကိုအဟုတ်ထင်ပြီးတော့ညင်းနေကြတကယ်တက်ပြီဆိုရင်ညင်းစရာတခုမှမရှိတော့မတက်တဲ့လူကညင်းတာမြတ်စွာဘုရားကဟောထားတာနော်ဇနာဧကင်္ဂဓာတိနောတဲ့အကုန်မြင်းနေလို့ရှိရင်ညင်းစရာတခုမှမရှိဘူးတဲ့တချမ်းမြင်တဲ့လူတွေညင်းနေကြတယ်ကြည့်လေဆင်ကိုတစ်မျိုးစီပြထားတဲ့မျက်ကန်းတွေမျက်မမြင်သူကန်းတွေဟာဆင်ကိုညင်းနေကြတာလေသူတို့ဆင်တစ်ကောင်လုံးမြင်မှုတာမဟုတ်ဘူးတချို့ကောင်ကအမြည်ကင်ပြီးတော့ဒါဆင်လို့ပြောတာတချို့ကအစွဲကင်ပြီးတော့ဆင်လို့ပြောတခြားမယ်မြင်တာသူတို့အဲ့ဒီတခြားမြင်နေညင်းကြတာပဲအမှားတော့ညင်းပြီဆိုရင်တခြားမြင်လို့သာမှတ်ပြီးတော့အပြည့်စုံညင်တဲ့လူကညင်းစရာကိုမရှိဘူးနော်ဘုန်းကြီးတို့တခါတော့ကဖတ်စာအုပ်ထဲကလေးပြောဥပါတယ်နော်ဖတ်စာအုပ်ထဲကမှတ်သားစရာလေးတွေThere are two sides in every question ဆိုတဲ့ခေါင်းစည်းလေးနဲ့ရေးထားတာအမှန်တန်စိတ်ဝင်စားစရာကောင်း Every question ပြဿနာတိုင်းမှာအမြင်နှမျိုးရှိပါတယ်ဆို There are two sides in every question ဆိုလူနှစ်ယောက်တောင်ကုန်းလေးပေါ်တက်လာကြအပေါ်မှာချိတ်ထားတဲ့ချင်းသေးရုပ်လေးကိုကြည့်ပြီးနော်တယောက်ကရွှေချင်းသေးတယောက်ကငွေချင်းသေးရွှေနဲ့ငွေနဲ့ညင်းကြညင်းပြီးတော့ရံဖြစ်ကြတယ်လေနောက်ကြတော့ဟိုဘက်ကလူဒီဘက်ကြည်စမ်းမှဒီဘက်ကလူဟိုဘက်ကြည်စမ်းမှဆိုတော့ရွှေတစ်ချမ်းငွေတစ်ချမ်းလုံးထားတာကိုအဲ့ဒါကိုမသိဘဲနဲ့ညင်းနေတာတစ်ချမ်းမြင်တာနဲ့ငါပြောတာမှန်တယ်ငါရွှေလို့ပြောတာငါဘက်ကရွှေမင်းဘက်ကမှန်တယ်
ဟုတ်လားဟိုလူကလည်းမဟုတ်ဘူးငါငွေဟိုဘက်သွားမကြည့်ဘူးလေကိုယ့်ဘက်ပဲကိုကြည့်ကြတယ်အဲ့ဒါလို့တချမ်းမြင်တာတွေဟာမြတ်စွာဘုရားကိုယ်တိုင်ကလည်းဇနာဧကင်္ဂဓတ္တိနောဧကင်္ဂဓတ္တိနောဆိုတစိတ်တချမ်းလောက်တာမြင်တဲ့ပုဂ္ဂိုလ်တွေကညင်းနေကြတာပါတဲ့အကုန်လုံးမြင်ညင်းစရာဘာမှမရှိဘူးသုတ်တန်တစ်ခုမှဆိုရင်မြတ်စွာဘုရားကတေချာဟောထားတယ်နာဟံလောကေနဝိဝရာမိငါလောကကြီးနဲ့မငင်းကုန်ပါဘူးတဲ့လောကောဝမယဝိဝရတိလောကကလူသားတွေကသာငါနဲ့ညင်းနေကြတာပါငါဘယ်သူမှမမြင်ဘူးလောကလူသားတွေကရှိတယ်ကိုငါရှိတယ်လို့ဟောတာမရှိဘူးကိုမရှိဘူးလို့ဟောတာအငင်းပွားနေကြတာကသူတို့ကညင်းကြတာတဲ့ငါမညင်းဘူးအေးဒါကြောင့်မို့လို့တာကိစ္ဆာဆိုတဲ့ဟာဆွေးနွေးတယ်ဆိုတာအငင်းပွဲမဖြစ်စေရဘူးတဲ့တကယ်ကိုတိလို့တဲ့ဆွေးနွေးတာတိချင်လို့ဆွေးနွေးတဲ့ဆွေးနွေးမှုမျိုးပဲဖြစ်တဲ့ပေါ့အဲ့ဒါနဲ့အာပိကူညီထောက်ပံ့ပေးထားလိုက်မယ်ပိုးမြင်နေဖယ်ရှားတယ်လို့ဖယ်ရှားလိုက်မယ်တာကိစ္ဆာနဲ့မရှင်းလင်းတာတွေရှင်းသွားပြီဆိုလို့ရှိရင်တမ္မာဒိဋ္ဌိတွေကရှင်းသားလာအေးတမ္မာဒိဋ္ဌိအခိုင်အမာဖြစ်ဖို့အတွက်ဘာလုပ်ပေးဖို့လိုသေးလဲဆိုတော့တမာရီကျင့်စဉ်ဖြစ်တဲ့သမထကျင့်ပေးဖို့လိုသေးတယ်သမထကျင့်စဉ်လေးကိုကျင့်သမထကျင့်စဉ်ဆိုတာတမာရီစွမ်းထူထောင်တာပါပဲအာနာပါနကနေထူထောင်တခြားနည်းနဲ့ထူထောင်ကိုယ်စိတ်ကလေးတည်ငြိမ်အောင်လုပ်ပေးတာသမထကျင့်စဉ်လို့ခေါ်တာပဲထွယ်လေးဝင်လေးပေါ်မှာအာယုံစိုက်ထားတယ်သို့မဟုတ်အဖြူရောင်လေးပေါ်မှာအာယုံစိုက်မယ်သို့မဟုတ်အနီရောင်လေးပေါ်မှာအာယုံစိုက်မယ်ကပိုင်း10ပါးတဲ့ဘယ်ကတိုင်းနဲ့ရှုပေါ့နော်သမထကျင့်စဉ်လေးတစ်ခုနဲ့စိတ်ကိုငြိမ်အောင်လုပ်တာတမာရီတရားတွေစပွားလာအောင်ထွန်းကားလာအောင်ကြိုးစားတာသမထအဲ့ဒီသမထရင့်တန်လာလို့ရှိရင်လည်းအသိဉာဏ်တွေအဖွင့်ဖြိုးတိုးတက်လာပါတယ်ဒါကဘာလို့ပေးတာနဲ့တူတယ်လဲလို့ဆိုရေတော်မြောက်ပေးတာနဲ့တူတယ်ပေါ့နောက်တစ်ခုကဘာလုပ်ရမလဲဆိုဝိပဿနာနုဂဟိတတမ္မာဒိဋ္ဌိဝိပဿနာနဲ့ထောက်ကူပြုပေးရမယ်ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ပေးပါအောင်တဲ့ဝိပဿနာကျင့်စဉ်တစ်ခုနဲ့ကျင့်လိုက်ပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာရှိတဲ့ဒီတမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်လေးထက်မြက်ဖြစ်လာပြီးတော့နောက်ဆုံးမှာသင်္ခါရတရားတွေကိုဖြတ်ကျော်ပြီးတော့နိဗ္ဗာန်ထိအောင်ရောက်သွားတယ်နော်ဒါကြောင့်မို့ဝိပဿနာကိုနောက်ဆုံးထားပြီးတော့မြတ်စွာဘုရားကဝိပဿနာကျင့်စဉ်လေးနဲ့ထုံမွမ်းပေးပါအားပေးကူညီပေးပါအဲ့ဒါလို့ထောက်ကူပြုပေးပြီဆိုလို့ရှိရင်တမ္မာဒိဋ္ဌိသည်မဲ့ဖို့ဆိုတဲ့အကျိုးတရားကိုထုတ်လုပ်နိုင်ပါလိမ့်မယ်စေတောဝိမု ക്തി လို့ခေါ်တဲ့စိတ်ရဲ့လွတ်မြောက်မှုသမာဓိတရားပညာဝိမု ക്തി ပညာဖြင့်ကိလေသာအလုံးကလွတ်မြောက်မှုလို့ဆိုတဲ့ဖို့တရားများကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်အဲ့ဒီအကျိုးတရားတွေထိအောင်စိုက်ထိသွားမှာဖြစ်ပါတယ်တမ္မာဒိဋ္ဌိရဲ့စွမ်းအားတွေအမြင့်ဆုံးဟာအဲ့ဒါပါပဲစေတောဝိမု ക്തി ဖလားစိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့အကျိုးတရားပညာဝိမု ക്തി ဖလားပညာဤလွတ်မြောက်မှုဆိုတဲ့အကျိုးတရားအဲ့ဒီအကျိုးတရားတွေဟာအမြင့်ဆုံးအကျိုးတရားတွေပဲတာမန်အနေနဲ့ပြောမယ်ဆိုရင်မက်ဖို့ထီအောင်စိုက်ထိသွားတယ်မက်ကတမ္မာဒိဋ္ဌိဖလားတမ္မာဒိဋ္ဌိရောက်သွားပြီဆိုလို့ရှိရင်တမ္မာဒိဋ္ဌိသည်လမ်းကုန်ကမ်းကုန်ကိုယ့်အတွက်အဆင့်မြင့်ဆုံးတမ္မာဒိဋ္ဌိရပြီလို့ဒီလိုမှတ်ရမှာပါအဲ့တော့ဝိပဿနာကျင့်စဉ်ဆိုတာနော်မြန်မာနိုင်ငံမှာစိတ်ဓာတ်တွေမှာလည်းပဲနီလန်နေတရားတွေပေးတယ်ဟောကြတယ်ပြောကြတယ်ကိုကြိုက်တဲ့ဤစနစ်တစ်ခုကနေယူပြီးတော့မှန်မှန်ကန်ကန်ယုဒ္ဓမနန္ဒဝတွေပေါ်မှာဆင်ញင်သုံးသပ်လို့တတ္တဝါဆိုတာမရှိဘူးယုံနဲ့နှမျိုးသာရှိတယ်ထိုယုံနဲ့နှမျိုးဟာလည်းပဲဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်တယ်ဆိုတဲ့အခြေခံကစပြီးတော့ယုတ်တရားနံတရားတွေကိုရှုမှတ်ပွားများလိုက်တဲ့အခါနောက်ဆုံးရဲ့မိမိရဲ့နှလုံးသားထဲမှာမမြဲဘူးဆိုတဲ့အတွေ့တွေဆင်းရဲတယ်ဆိုတဲ့အတွေ့တွေကိုမပိုင်ဘူးဆိုတဲ့အတွေ့တွေအနိစ္စတင်ညာဒုက္ခတင်ညာအနတ္တတင်ညာဒါတွေကိုတိဆောက်ပေးရမှာအဲ့ဒါလို့တိဆောက်ပေးပြီးတော့အာယုန်နဲ့စိတ်နဲ့လေ့ကျင့်ပေးတာကိုသမထနာဉာဏ်လို့ခေါ်တယ်အဲ့ဒါလို့လေ့ကျင့်ပေးလိုက်တဲ့အခါကျတော့
ယုံနာတရားတွေရဲ့ဖြစ်မှုပြက်မှုဟာထင်ထင်ရှားရှားကြီးမြင်လာထင်ထင်ရှားရှားမြင်လာပြီတမာရီစွမ်းအားတွေတက်လာလို့ပညာဉာဏ်တက်လာပြီဆိုလို့ရှိရင်ဥရိယဘေယကိုရှုနေတဲ့အာယုံဟာဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဆိုတာတွေကိုမြင်လာဟောအဲ့ဒီလိုဖြစ်လိုက်ပြက်လိုက်မြင်လာရကနေပြီးတော့တမာရီစွမ်းအားဉာဏ်စွမ်းအားမြင်လာတဲ့အခါမှာဖြစ်တာတောင်မှမမြင်တော့ပဲနဲ့အပြက်တွေကြီးပဲမြင်တော့တာဖြစ်တာပြက်တာမြင်လာကြတော့ဥရိယဘေယဉာဏ်လို့ခေါ်တယ်အပြက်တွေကြီးမြင်လာပြီဆိုလို့ရှိရင်ဘင်္ဂဉာဏ်လို့ခေါ်တယ်အဲ့ဒီထိအောင်အလုံးလုံးရမှာတဲ့နော်ဒါဝိပဿနာနဲ့ပံ့ပိုးတယ်ဆိုတာအဲ့ဒီဉာဏ်ထိအောင်လုံးတော့အသိဉာဏ်တွေကထူးထူးခြားခြားတွေဆက်ပြီးတော့သင်္ခါရတွေနဲ့ပတ်သက်ပြီးထူးခြားတဲ့အတွေးတွေဘာတွေပေါ်လာတော့လောက်တာတော့ပြက်တာပဲကြည့်ဖို့လိုတယ်ပြက်တာတွေကိုလုံးဝမြင်လာပြီဆိုတဲ့အခါကျတော့ဘာဖြစ်လဲဘယတုပ္ပဉာဏ်သင်္ခါရတရားဆိုတာတဲကြောက်เสียကောင်းပါလားပြက်နေတာတွေကြီးပါလားတခုမှရက်တည်နေတာမရှိဘူးအလုံးဟာပြုံးနဲ့ပြက်နေတာပါလားဆိုပါစို့ဘုန်းကြီးတို့တွေတွေ့ဘူးကြပါလိမ့်မယ်နှမ်းစီလေးတွေကိုမီအိုကင်နဲ့ထည့်ပြီးတော့လှော်လိုက်တဲ့အခါအောက်ကအပူရှိန်ကြောင့်ဖြတ်နဲ့နှမ်းစီလေးတွေကနော်မြည်ကျွန်းတာလို့ပဲသင်္ခါရတရားတွေကိုရှုမှတ်ပွားများတဲ့အခါမှာမိမိတဏ္ဍာမှာဖြစ်တဲ့ယုတ်တရားတွေနံတရားတွေဟာတစ်ဖြတ်နဲ့ပြက်နေတာတွေကိုမြင်လာရမယ်မြင်လာတဲ့အခါကျတော့တပြက်တည်းပြက်နေတာဆိုတော့ကြောက်စရာကြီးပါလားလို့မြင်လာလို့ရှိရင်ဘယတုပ္ပဌာနာကြောက်စရာဆိုတဲ့အသွင်နဲ့မြင်လာဘယဉာဏ်လို့ခေါ်ကြောက်စရာလို့မြင်လာတဲ့အခါကျတော့အပြစ်တွေကိုမြင်လာပြီသင်္ခါရတရားတွေအကောင်းမထင်တော့ဘူးအာဒီနဝဉာဏ်အကောင်းမထင်တဲ့အခါဘာဖြစ်လာတော့ဆိုတော့မုတ်စီတုကမြတဉာဏ်ဒါတွေကိုလွတ်ချင်တယ်လွတ်ပြစ်ချင်တယ်ကိုယ်နဲ့မဆက်ဆက်ချင်တော့ဘူးလွတ်ချင်လာတဲ့အခါကျတော့ညင်းငွေလာတယ်နေဗိဒညင်းငွေလာတယ်တာယာပွဲဆိုတာရှားမတွေ့ဘူးရှားမတွေ့တဲ့အခါကျတော့လွတ်ချင်လာတယ်မုတ်စီတုကမြတဉာဏ်လွတ်ချင်လာလို့လွတ်ရလွတ်ကြောင်းရှားဝေစူးစမ်းတယ်ပဋိသင်္ခာဉာဏ်ရှားဝေစူးစောင်းရင်းနဲ့သင်္ခါရတွေပေါ်မှာအနေသားကျသွားချစ်ချင်းမုန်းခြင်းလုံးဝကင်းပြီးတော့လစ်လျူရှုပြီးတော့ထိုသင်္ခါရတွေရဲ့အာယုံပေါ်မှာစိတ်ကလေးငြိမ်အောင်ထားနိုင်တဲ့အနေထားမျိုးရသွားရင်သင်္ခါရုပ္ပခဉာဏ်လို့ခေါ်အဲ့ဒီဉာဏ်ရင့်တန်းလာတာနဲ့တပြိုင်နက်နိဗ္ဗာန်ကူးဖို့တရားကလေးတစ်ခုလိုလာအဲ့ဒီသင်္ခါရုပ္ပခဉာဏ်လေးရင့်တန်းလာလို့ရှိရင်ထိုသင်္ခါရုပ္ပခဉာဏ်လေးဒီတရားကလေးတစ်ဖွဲနော်တရားတစ်ဖွဲပေါ်လာပြီးအဲ့ဒီတရားကနေရှောက်လန်းလိုက်တဲ့အခါဟိုဘက်ကန်းလို့ဆိုတဲ့နိဗ္ဗာန်ကိုရောက်သွားတာပါတဲ့အဲ့ဒါလို့ဝိပဿနာသမာဓိဋ္ဌိနဲ့လေ့ကျင့်ပြီးတော့ယူလိုက်မယ်ဆိုလို့ရှိရင်သမာဓိဋ္ဌိဒီအဆင့်မြင့်ဆုံးဆိုတဲ့အနေအထားကိုရောက်သွားပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့သည်မိမိတို့တဏ္ဍာမှာရှိတဲ့သမာဓိဋ္ဌိဆိုတဲ့ဒီအသိဉာဏ်လေးတစ်ခုရင်ထဲမှာမရှိသေးရင်ရှိအောင်ပြိုးဖို့ရှိပြိုးပြီးပြီဆိုလို့ရှိရင်အခုပြောခဲ့တဲ့ကိုချင်းသီလနဲ့အကူအညီပေးရမယ်ထောက်ပံ့ပေးရမယ်သုဒ္ဓဆိုတဲ့တရားနာခြင်းတရားစာဖတ်ရှုခြင်းလေ့လာခြင်းဖြင့်ထောက်ကူပြုပေးရမယ်တာကိစ္စမသိတာမရှင်းတာတွေမေးမြန်းပြောဆိုခြင်းဖြင့်ထောက်ကူပြုပေးရမယ်သမထကျင့်စဉ်တစ်ခုဖြင့်တမာတိစွမ်းအားတွေမြင့်လာကျင့်ပြီးတော့ထောက်ကူပြုပေးရမယ်ဘာဖြစ်လို့တမာဟိတတဉာဏ်တမာရိရှိမှဉာဏ်ဆိုတာဖြစ်တာနောက်ဝိပဿနာရှင်းရှင်းကြီးမြင်တဲ့သင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောတွေကိုရှင်းရှင်းမြင်လာတဲ့ဝိပဿနာဉာဏ်ဖြင့်အထောက်အကူပြုပေးလိုက်မယ်ဆိုလို့ရှိရင်ဟောဒီတမ္မာဒိဋ္ဌိဒီအဆင့်မြင့်ဆုံးတမ္မာဒိဋ္ဌိကနေဟိုဘကန်းလို့ဆိုတဲ့မက်ဖို့နိဗ္ဗာန်ကိုရရှိမှာဖြစ်ပါတယ်အမြင့်ဆုံးအကျိုးတရားကတော့အဲ့ဒါပါပဲတဲ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့ဒီကနေ့အများပြောနေကြတဲ့တမ္မာဒိဋ္ဌိဆိုတာနဲ့ပတ်သက်ပြီးတော့ထိုသုတ်တန်တွေကထုတ်ပြန်ပြီးတော့ထုတ်ပြီးတော့လေ့လာသုံးသပ်တဲ့အဲ့ဒီလေ့လာသုံးသပ်ချက်ကိုမှတ်သားပြီးတော့မိမိတဏ္ဍာမှာရှိတဲ့တမ္မာဒိဋ္ဌိတရားကိုရင့်တန်လာအောင်သီလသုဒ္ဓအာကိစ္စသမထဝိပဿနာကျင့်စဉ်များဖြင့်ပံ့ပိုးဖို့တတိမမေ့ပဲနဲ့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း